ဒီကနေ့ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုနာယူကျင့်ကြံခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုဟောကြားခွင့်ရပါတယ်။အဲ့တော့ဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဘာတရားဟောမှလဲဆိုလို့ရှိရင်ခုတ္တကနိကေဓမ္မပဒပါဠိတော်မှာလာရှိတဲ့သဟတဝတ်ထဲမှာလာရှိတဲ့ကုန္ဒလကေတိထေရီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားနှစ်ခါထာရှိပါတယ်။အဲ့ဒီတရားနှစ်ခါထာတွေကနေပြီးတော့ဒီကနေ့တခါထာကိုအခြေခံပြီးတော့ဗမာလိုခေါင်းစည်းလေးတက်ပြီးပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညပြောသွားဖို့စီစဉ်ထားပါတယ်။တရားခေါင်းစည်းကစကားတို့ဤအစွမ်းတဲ့ဣတရေပြောကြည့်ပါဦးများစကားတို့ဤအစွမ်းပါဗျာစကားတွေမှာအစွမ်းရှိတယ်တဲ့ရှိတာမှနည်းနည်းနောနောရှိတာမဟုတ်ဘူးအများကြီးရှိတာမိမိပါးစပ်ကထွက်နေတဲ့စကားတွေမှာလည်းအစွမ်းရှိတယ်မိမိရဲ့နားထဲကိုဝင်ရောက်လာတဲ့စကားသံတွေမှာလည်းပဲအစွမ်းရှိတယ်အစွမ်းရှိတာမှအများကြီးရှိတယ်ပြောမပြနိုင်လောက်အောင်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေအကြီးအကျယ်ရှိတယ်ဆိုးတဲ့ဘက်မှာလည်းပဲကိုပြောလိုက်မိလို့ပြောမိမှားလေခြင်းလို့နောင်တတွေနဲ့တွေးပြီးတော့ပူခဲ့ရတာလည်းပဲအကြိမ်ကြိမ်ရှိခဲ့ပြီဟုတ်လားမှန်ပါဗျာမိမိပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လောကီအကျိုးစီးပွားတွေဆုပ်ယုပ်သွားတာတွေလည်းကြုံဘူးကြလိမ့်မယ်တချို့ဆိုလို့ရှိရင်အသက်ဆုံးသည့်အထိစကားတစ်ခွန်းအတွက်နဲ့ပေးဆက်လိုက်ရတာမျိုးတောင်ရှိတယ်မှန်ပါဗျာဟုတ်လားမှန်ပါဗျာစကားတစ်ခွန်းမှားသွားတာနဲ့ဗမာစကားပုံလည်းရှိတယ်လေအသွားမတော်တလှမ်းအစားမတော်တလုတ်အပြောမတော်တော့တခွန်းနဲ့ဒုက္ခရောက်တတ်တယ်မှန်ပါဗျာဟုတ်ရလားမှန်ပါဗျာအေးကိုပြောလိုက်တဲ့စကားကတကယ်ကိုပဲအကြီးအကျယ်မှားယွင်းမှုတွေနဲ့ကြည်နေပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်လုံးနဲ့လိုက်ပြီးတော့ဒုက္ခပေးတတ်တယ်ဆိုးတဲ့ဘက်မှာစကားတွေဟာပြောမပြနိုင်လောက်အောင်အစွမ်းတတ္တိတွေရှိနေသလိုကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေရှိတာပဲမေတ္တာလေးနဲ့ပြောလိုက်တယ်နုနုညံ့ညံ့သိမ့်သိမ့်မွေ့မွေ့ပြောတယ်အဓိပ္ပာယ်ရှိတာတွေအကျိုးရှိတာတွေကိုရွေးချယ်ပြီးတော့ပြောတယ်ပြောတဲ့မပြောတဲ့အချိန်အခါကိုကြည့်ပြီးတော့တကယ်ကိုဉာဏ်ပညာလေးနဲ့စဉ်းစားချင့်ချိန်ပြီးတော့ပြောတဲ့စကားမျိုးဆိုရင်ပြောတဲ့သူမှလည်းပဲစကားကောင်းလေးအတွက်နဲ့ပီတိဖြစ်ရတယ်ကြားတဲ့လူမှလည်းပဲနှလုံးစိတ်ဝမ်းအေးချမ်းရတယ်စကားကောင်းပြောတတ်လို့ရှိရင်ဦးဇင်းတို့ပြောလိုက်ခြင်းသေးတယ်ဗျာပြောတတ်လို့ရှိရင်တလောကလုံးရဲ့မျက်နှိုးမှုကိုရမယ်မပြောတတ်လို့ရှိရင်တလောကလုံးရဲ့မုန်းတီးမှုကိုရမယ်ဟုတ်လားမှန်ပါဗျာရုပ်ချောနဲ့သဘောကောင်းအပြောကောင်းတွင်အပြောကောင်းကိုပိုချစ်ကြသည်ဆိုတဲ့စကားလေးကြားဖို့တယ်မို့လားကြားပါဗျာအေးအပြောကောင်းဆိုတာနားထောင်ကောင်းအောင်ရှောက်လှည့်ပတ်ပြီးတော့ပြောတာမျိုးကိုဆိုလိုတာမဟုတ်ဘူးမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုမထိခိုက်စေဘဲနဲ့မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ခြင်းကိုအပြောကောင်းလို့ဆိုတာမှန်ပါဗျာဟုတ်ရလားမှန်ပါဗျာဒါဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်တာကိုအပြောကောင်းလို့ဆိုတာကိုပြောလိုက်တဲ့စကားကြောင့်ကိုနောင်တရရတဲ့စကားမျိုးကိုပြောလိုက်တဲ့စကားကြောင့်ကြားရတဲ့လူတွေစိတ်ဆင်းရဲသွားသေးတဲ့စကားမျိုးဆိုရင်ဘယ်မှာအပြောကောင်းလို့ပြောလို့ရပါမလဲမရပါဘူးဗျာလောကမှာအပြောအကောင်းဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားဂုဏ်တော်၉ပါးထဲမှာဒုက္ခတဆိုတဲ့ဂုဏ်တော်ရှိတယ်လေမှန်ပါဗျာအဲ့ဒီဒုက္ခတဆိုတဲ့ဂုဏ်တော်ကအဓိပ္ပာယ်မျိုးမျိုးထွက်တယ်ရှေးဘုရားတို့နီးသူလာခြင်းကောင်းတော်မူတော်လို့လည်းအဓိပ္ပာယ်ရတယ်ဘုရားစုပံကလေးကစပြီးတော့လမ်းကြောင်းကိုမတိမ်ဆောင်းသေးပဲနဲ့တက်တက်မတ်မတ်မှန်မှန်ကန်ကန်ရှောက်လန်းလာတယ်လို့ဒီလိုအဓိပ္ပာယ်လေးရတယ်ပြီးတော့စကားကောင်းကိုပြောတတ်တာမှန်ပါဗျာ
နော်စကားကောင်းကိုပြောတတ်တာအဲ့ဒါသူကတဂုံရဲ့အဓိပ္ပာယ်ပဲဒီတော့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဆိုးတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ကောင်းတဲ့ဘက်မှာလည်းပဲအစွမ်းတတ္တိတွေကြီးကြီးမားမားရှိနေတဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုပြောကြမလဲနံပါတ်1ဒီစကားနဲ့ပတ်သက်ပြီးတော့တို့ဘယ်လိုနားထောင်ကြမလဲနှစ်ချက်ဗျာနော်တခါကြီးဒီမိုင်းများအရေးကြီးတယ်နော်စကားကမပြောတဲ့နေ့လို့ရှိလားမရှိပါဘူးမပြောဘဲကိုနေလို့ရလားမရပါဘူးဗျာမပြောမဖြစ်ပြောကြရမယ့်လူတွေအတွက်ဘယ်လိုပြောမလဲဘယ်လိုစကားကိုဘယ်လိုပြောမလဲပြည့်ပြည့်စုံစုံဆိုရင်ဟုတ်လားပြီးတော့ကိုယ့်ရဲ့နားထဲကိုစကားသံတွေကလည်းအမြဲတမ်းရောက်နေတာပဲမဟုတ်လားမှန်ပါသူတော်ရဲ့နှုတ်ကနေတဆင့်ဟာတီဗီကနေတဆင့်ရေဒီယိုကနေတဆင့်ဟုတ်လားတခါတလေဆိုလို့ရှိရင်စာရွက်ပေါ်ကနေစကလုံးပုံတရံနဲ့အတန်တွေထွက်လာတာတဲ့ကြုံဘူးလားဖတ်ပါများတော့စကလုံးတွေကဘာတွေဖြစ်သွားတော့စိတ်ထဲမှာအတန်တွေဖြစ်သွားတယ်အဲ့ဒါလည်းစကားတစ်မျိုးပဲလို့တောင်ထင်တယ်ဟုတ်လားအဲ့ဒါလို့ကိုယ့်ရဲ့နားတဲ့မျက်စိတွေကိုရောက်လာတဲ့စကားသံတွေမျက်စိတွေရောက်တယ်ဆိုတာတင်စားပြောတာနော်ကိုယ်နားတဲ့ကိုစကားသံတွေရောက်မလာအောင်ကိုတခါကြီးဒီကမကြီးများတားနိုင်မှာမလားမတားနိုင်ပါဘူးဗျာနားမထောင်လို့မဖြစ်ဘူးပေါ့မှန်ပါဗျာနားမထောင်လို့မဖြစ်တဲ့ဒီစကားကိုပေါ့ပေါ့လေးမစင်စားပဲနဲ့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲစောတော်တုန်းကပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုပြောကြမလဲဟုတ်လားမှန်ပါခုနောက်ပြောလိုက်တာကဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဒီမိဘုန်းလေးတွေရဲ့အဖြေတဏှာကြီးကွဲအချိန်တွင်းမှာဦးဇင်းတို့ကောင်းထဲမှာတော့စုံစုံစိတ်စိတ်လေးမှတ်သားထားတယ်လို့ထင်တာပဲဗျာဟုတ်လားအဲ့ဒါဦးဇင်းတို့ပြောကြည့်ရအောင်ဟုတ်လားတရားကောင်းကြီးကစကားတို့ဤအစွမ်းတဲ့ဟုတ်လားတရားမဟုတ်သေးခင်မှာမြတ်စွာဘုရားကိုရှိခိုးကြအောင်ရှုဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုန်ပညာကုန်နှစ်ပါးစုံတို့နဲ့ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသေးမြတ်လို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ကလေးတွေချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိတုဂတံဂတိဝိမု क्त ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုလူနှမြမတတဝါနန္ဒတို့ဤကြောက်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု क्त ံဒီဝမနုဿာနိရယနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီကင်လွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားယောသဂါထာတတံဘာတိအနတ္တပရသင်္ညိတံ
ဧကံဓမ္မပရံတေယောယံတုတ်တဝဥပသမတိယောစာခြင်းပုဂ္ဂိုလ်သည်အနတ္တပရသင်္จิตံအကျိုးမဲ့ခြင်းနှင့်ဆက်ရှင်သောဂါထာတတံတရားသောဂါထာတို့ကိုစေပါသေးရအကယ်၍ပြောဆိုစေကာမူနတေယောမမြတ်သေးသာသည်ယောဇအခြင်းပုဂ္ဂိုလ်သည်ကသုတ်တော်ဝါနာထောင်ရသည်ရှိသောဥပါသမတိလောဘဒေါသမောဟစသောအပူဓာတ်အလောင်ဓာတ်တို့ကိုငြိမ်းအေးစေနိုင်၏တံထိုကဲ့သို့သောစကားကိုဧကံတခွန်းများဖြစ်သောတံဓမ္မပရံထိုကဲ့သို့သောတရားစကားသည်သာလျှင်သေရောမြတ်လှပါပေ၏အကျိုးမဲ့ခြင်းနဲ့ဆက်ရှင်နဲ့တရားသောဂါထာတွေကိုပြောဆိုနေတော်လည်းပဲမမြတ်ပါဘူးတဲ့ကြားလိုက်ရရင်နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့လောဘဒေါသအပူဓာတ်အလောင်ဓာတ်တွေကိုငြိမ်းအေးသွားစေတဲ့စကားမျိုးဆိုရင်တော့တခွန်းနဲ့ပင်ဖြစ်စေကမူမြတ်ပါတယ်အတိပ္ပယ်ရှင်းတယ်နော်ရှင်းပါရဲ့ဗျာဘာမှအကျိုးမရှိတဲ့စကားတွေမြတ်စွာဘုရားကတော့ဂါထာတတံဂါထာတရားဂါထာဆိုတာကပါဠိတွေကိုကြပြဖွဲ့ထားတာကိုဂါထာခေါ်တာနော်အဲ့ဒါစကားတက်လွန်းလို့ပြောတော့ပြောတာပဲဂါထာတရားလောက်ပြောလိုက်တယ်စကားတွေအခွန်ပေါင်းထောင်တောင်းချီပြီးတော့ပြောလိုက်တာပဲအဲ့ဒီပြောလိုက်တဲ့စကားတွေကဘာမှအကျိုးရှိတာမပါဘူးအကျိုးမဲ့ခြင်းနဲ့ပဲဆက်ရှင်နေတာအဲ့ဒီလိုစကားမျိုးဆိုရင်တော့ဘလောက်ပဲများများဘလောက်ပဲပြောတတ်မမြတ်ပါဘူးတဲ့မမြတ်ဘူးဆိုတဲ့စကားကလေးတိတ်မမြတ်ဘူးဆိုတော့ယုံညံ့တယ်လို့လည်းအဓိပ္ပာယ်ပေါက်တယ်နော်နောက်ထပ်ဘယ်လိုပေါက်သေးလဲအဓိပ္ပာယ်ရှုံးတယ်လို့လည်းအဓိပ္ပာယ်ပေါက်သေးတယ်မမြတ်ဘူးဆိုတော့ရှုံးပြီဗောဗျဟုတ်လားအနှစ်မရှိတဲ့စကားတွေကိုအများကြီးပြောတတ်လို့ပြောတော်လဲပဲအဲ့ဒါအမျက်မရှိဘူးယုံညံ့မှုသာရှိတယ်ရှုံးနိမ့်မှုသာရှိတယ်စကားမပြောတတ်ရင်စကားနားမထောင်တတ်ရင်အရှုံးကြီးရှုံးရတယ်အဆုံးကြီးဆုံးရတယ်ဟုတ်လားပြောလိုက်လို့ရှိရင်တခွန်းတည်းပင်ဖြစ်စေကမူကြားလိုက်ရတဲ့လူရဲ့နှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ပူးနေတဲ့အပူတွေအေးသွားတာလောင်းနေတာတွေငြိမ်းသွားတာရှုပ်နေတာတွေရှင်းသွားတာအဲ့ဒါလိုမျိုးအစွမ်းတတ္တိရှိတဲ့စကားမျိုးဆိုရင်တော့တခွန်းတည်းပင်ဖြစ်စေကမူဗါတဲ့လေမြတ်ပြီတဲ့ဒီဂါထာလေးကိုအခြေခံပြီးတော့ဟောမှာဗျာဒီကနေ့ဟုတ်လားမှန်ပါဗျာစကားတွေဘလောက်များအနှစ်မရှိတဲ့စကားမပြောတတ်မဆိုတတ်ဖဲနဲ့ပြောလိုက်ဆိုလိုက်တဲ့စကားတွေဟာအကျိုးမဲ့တွေကိုသာဖြစ်စေတယ်ပထမပိုင်းစပြီးဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့မေခွန်းရဲ့အဖြေနော်မှန်ပါဗျာအဲ့ဒါကိုဦးဇင်းတို့မြတ်စွာဘုရားသူဘာတိတတုတ်တံဆိုပြီးတော့ဟောထားတာရှိပါတယ်မှန်ပါဗျာမှန်ကန်၍အကျိုးရှိသောစကားကိုတိတိကျကျနားထောင်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောတတ်ရမယ်ဘယ်နှချက်လဲ5ချက်ပြန်ပြောမယ်နော်မှန်ကန်၍အကျိုးရှိသောစကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒီအင်္ဂါနဲ့သာညီမယ်ဆိုရင်အလုံးသောတတ္တဝါတွေဟာအပြောကောင်းနေကြီးဖြစ်မှာဟုတ်လားမှန်ပါဗျာအဲ့ဒီမှာတော်တော်အရေးကြီးတာကတော့အချိန်အခါကိုကြည့်၍ဆိုတာလေးလေတော်တော်အရေးကြီးတယ်ပြောကျင်တိုင်းပြောလို့ဖြစ်တာမဟုတ်ဘူးဘလောက်မှန်ဘလောက်အကျိုးရှိပြောတဲ့အချိန်ကြမှပြောရတယ်မပြောတဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောင့်နိုင်ရတယ်တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင့်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြဲပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့ရှင်ရာဟုလာငယ်ငယ်လေးတုန်းကမြတ်စွာဘုရားဟောတာစစ်သားတဲ့မှန်ဟာဘာအကျိုးရှိလဲတဲ့ကြည်ခြင်းအကျိုးရှိပါတယ်ဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စေမှာလား
အကုသိုလ်တွေမြန်ဖြစ်မှာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုတ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေ့ပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင်နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တက္ကကြီးများဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးရဲ့အမတ်ချုပ်ကြီးဝတ္တကာရပုံနာဆိုတာကြားဘူးမှာပါနောက်တော့အဇာတတမင်းကြီးရဲ့ပရောဟိတ်အမတ်ကြီးဖြစ်ပြီးတော့ဦးဇင်းတို့ဝေသာလီပြည်ကြီးကိုစကားတူတူလေးပြောပြီးတော့သွားခွဲတာလေကြားဘူးတယ်နော်ဝတ္တကာရပုံနာအင်မတန်ဉာဏ်များတာအဲ့ဒီပုံနာကြီးကမြတ်စွာဘုရားတည်ရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အယူဆလေးကိုပြောပြရစီပြောပါတပည့်တော်ရဲ့အယူဆကတော့မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ကြားတာကိုကြားတဲ့အတိုင်းပြောတတ်တယ်တွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်တယ်သိတာကိုသိတဲ့အတိုင်းပြောတတ်တယ်လို့တပည့်တော်ယူဆပါတယ်တဲ့အပေါ်ယံကြည့်ရင်တော့တော်တော်ဟုတ်တယ်လို့ထင်ရတယ်မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းပြောတတ်နေတဲ့ဒီတော့မြတ်စွာဘုရားကလက်မခံဘူးဗျဒကမာကြီးတွေလက်မခံဘူးနော်မြင်တာကိုမြင်တဲ့အတိုင်းပြောတတ်တယ်ဆိုတဲ့စကားကိုလက်မခံဘူးအဲ့ဒီတော့မြတ်စွာဘုရားကဘာအမိန့်ရှိလို့ဆိုတော့ဒကာကြီးတဲ့မြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းတကယ်လို့ပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းသွားမယ်ဆိုရင်မပြောသင့်ဘူးလို့ငါယူဆတယ်တဲ့မှန်ပါဗျာနော်မြင်တဲ့အတိုင်းပြောလိုက်လို့အကုသိုလ်တွေများသွားမယ်ကုသိုလ်တွေနည်းသွားမယ်အကျိုးတွေမဲ့သွားမယ်ဆိုရင်မြင်တဲ့အတိုင်းမပြောနဲ့မပြောပါဘူးဟုတ်လားမှန်ပါဗျာမြင်တာကိုမြင်တဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမပြောလို့များအကုသိုလ်တွေများပြီးတော့ကုသိုလ်တွေနည်းမယ်ဆိုရင်တော့အဲ့ဒါပြောလိုက်တဲ့မပြောလို့အကုသိုလ်များမယ်ဆိုရင်ပြောလိုက်မှန်ပါဗျာပြောလို့အကုသိုလ်များမယ်ဆိုရင်မပြောနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီစကားလေးရဲ့အနှစ်ချုပ်ကဘာလဲဆိုတော့သေးသေးချာချာလေးစဉ်းစားပြီးတော့ပြောသင့်မှပြောဆိုတဲ့အဓိပ္ပာယ်မှန်ပါဣတိဘာလို့သင့်မှဘာလို့ရမယ်ပြောသင့်မှပြောပါဗျာပြောသင့်မှပြောမြင်တိုင်းမပြောနဲ့မှန်ပါဗျာအထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းများသွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့မှန်ပါကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့မှန်ပါဗျာကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ရှိပါတယ်ဗျာမမှန်လို့မဟုတ်ဘူးနော်မှန်ပါမမှန်လို့မဟုတ်ဘူးဦးဇင်းတို့ဥပမာတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောလိုက်လို့ဒုက္ခတွေများသွားတာအခုဒီလောကကြီးမှာလည်းရှိတယ်ဟိုရှိတုန်းကလည်းရှိတယ်အခုလည်းရှိတယ်နောင်လည်းရှိနေမှာပါပဲသာသကတွေကတော့မှန်ပါဗျာဦးဇင်းတို့ဇာတကမှာဇတ်တော်မှာလာတာလေးတစ်ခုပြောပြမယ်မြင်တာကိုမြင်တဲ့အတိုင်းပြောရက်နေလို့သိတာကိုသိတဲ့အတိုင်းပြောရက်နေလို့ဒုက္ခရောက်သွားပုံပဲလေရှိတုန်းကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့ကြက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခရီးထွက်เสียရရှိတယ်ရှိတော့ကြက်တူရွေးလေးနှစ်ကောင်ကိုအနားခေါ်တူတူတိတ်တိတ်မှားတယ်ငါသားတို့အဖေခရီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခရီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချเสียပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုကြက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကြက်တူကြီးအငယ်ကောင်ကပြောချင်ဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကူကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကူဖြစ်တဲ့ကြက်တူကြီးကဖះလောင်းလေးငါညီမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောခြင်းစိတ်ကိုမအောင့်နိုင်ဘူးမစောင့်နိုင်ဘူး
ဒကမာကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောကျင်တာကိုမအောင်နိုင်ဘူးမဆောင်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောကျင်လွန်းလို့ဒကမာကြီးတွေ မှန်ပါဗျာ အခုလည်းပဲအဲ့ဒီကောင်မဆောင်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့အမေခမရဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူဒုက္ခပဲဒီကောင်သိသွားပြီလူဆိုတော့ညံရှိတယ်ညံမမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲ့တဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာအနားလေရောက်ပြီဆိုတော့ဖြက်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်ကိုအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံတွေကိုထိုးသိပ်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်မှန်ပါဗျာငါပြောစကားနားမထောင်နိုင်ကောင်အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူးရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ញင်မဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသိတယ်လို့သိရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလို့ပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့သိတဲ့အတိုင်းပြောရမှာပဲမြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်ပဲဘွင်းပဲရှင်းပဲဆိုတဲ့လူတွေသတိထားတယ်မကောင်းဘူးလားကောင်းပါကောင်းနေဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကရေဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကိုကြည့်ပြောရမှာပါဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရရှိအောင်မနားလေနိုင်အောင်မတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မဦးဇင်းတို့ဒုက္ခထာသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျသီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ခထမကောင်းတဲ့စကားကိုဖြစ်သွားတာသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလက်ကားကောင်းပဲဆိုတော့စကားကောင်းပြောရင်းနဲ့အကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှိမှတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဟုတ်လားဘာမပြောနဲ့ဟုတ်လားနောက်ဘ ഹു တုတ္တတွေနေတဲ့ပုဂ္ဂိုလ်ရှိမှဘ ഹു တုတ္တအကြောင်းသွားမပြောနဲ့မှန်ပါနော်တတ္တာသီလတုတ္တစာခနှစ်မျိုးတဲ့လူရဲ့ရှိမှပေကံကြီးအကြောင်းသွားမပြောနဲ့နောက်ပညာနေတဲ့လူရှိမှပညာအကြောင်းသွားမပြောနဲ့မှန်ပါဒါမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်မှန်ပါဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မြင်တာကိုမြင်တဲ့အတိုင်းအခါခတ်သိမ်းပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လားဒါကပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောပုဂ္ဂိုလ်ကိုကြည့်ုံနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူးအချိန်အခါလေးကိုလည်းကြည့်လိုက်အောင်ကိုပြောတဲ့စကားကဒီလူကဒေါသဖြစ်နေသလားဒီလူစိတ်ကြီးနေသလားဒီအချိန်ကဘလို့အချိန်လဲဘလို့အချိန်လဲစဉ်းစားအောင်နော်တခါကြီးဒီမိုင်းများအချိန်အခါကိုမကြည့်ဘဲနဲ့တချို့ပြောခြင်းရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်ဟိုရှိတုန်းကရှင်ဘုရင်တစ်ပါးရှိတယ်ပြောခြင်းရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမစောင့်အဲ့ဒါကိုပရောဟိတ်အမတ်ကြီးကမကြိုက်ဘူးပြောကျင်တာကိုပြောကျင်တိုင်းစွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလဲများလာပြီဒါပေမဲ့ရှင်ဘုရင်ကိုဆုံးမခြင်းတာအခွင့်အခါကမသိတနေ့တော့အဲ့ဒီရှင်ဘုရင်ကမူကြီးမတ်ရာသေနာပတိတွေခြံရံပြီးတော့ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘုရင်ကထိုင်ပြီးတော့အလဘတလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတဲပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ခြေရင်းကိုပြုတ်ကျလာတယ်မှန်ပါဗျာအဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူး
အဲ့ဒီမှာဘုရားလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့ဒါဘာဖြစ်လို့သိတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဘုရားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဘုရားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာလည်းမှန်တယ်ရှင်မင်းကြီးတဲ့ဒီကောင်ဟာအုတ်ဩငှက်သူ့ရဲ့အမေအုတ်ဩမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်သေးကိုဝင်ဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပေးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစားတွေအတူတူရှာကျွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုတ်ဩတန်မြည်လိုက်တာမအော်တဲ့နေတဲ့အချိန်မှာအုတ်ဩတန်မြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမအခွင့်အခါအချိန်ကာလကိုမကြည့်ဘဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာဒီအုတ်ဩသေးသလိုသေရတတ်တယ်မှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျာပရောဟိတ်အမတ်ကြီးပြောတာလေအဲ့ဒီထဲမှာကောင်းတာလေးတွေဥစဉ်ကောင်းထဲမှာစွဲနေတယ်ဘာပြောသေးတယ်ဆိုတော့မင်းကြီးတဲ့မစင်စားမစင်ကျင်ပဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်နော်မစင်စားမစင်ကျင်ပဲနဲ့ပြောလိုက်တဲ့စကားသည်သွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်မစင်စားမစင်ကျင်ပဲနဲ့ပြောတဲ့စကားတခွန်းဟာလက်တလုံးသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียကောင်းတယ်ဟုတ်လားဒါကြောင့်တဲ့မှန်သောစကားပင်ဖြစ်စေကမူကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဒီလူနဲ့ငါနဲ့ငါသိသဘောထားချင်းတိုက်ဆိုင်လိုက်ငါစကားဆိုသိကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှကာလကိုကြည့်ပြီးတော့ပြောရမယ်ပြောကောင်းတိုင်းရွတ်ပြီးတော့ပြောမနေနဲ့တန်ဖိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချိန်အခါကိုမကြည့်ဘဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုဩမိုက်ကလေးလိုပါဖြစ်တတ်တယ်ပေတတ်တယ်ဟုတ်လားဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောကာလကိုကြည့်ပြောပုဂ္ဂိုလ်ဒီကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကိုယ့်အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ္ဆလက်ခတ်ပြောကြားရတဲ့လူကအသေးဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူးနားနေတာမှန်ပါဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူယူမိုက်မိုက်တချို့အဲ့လိုပြောတဲ့စကားတစ်ခွန်းကြောင့်ပေရတာတွေရှိပါဗျာနော်ဦးဇင်းတို့ရာဇဝင်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြည်မင်းခွေချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနရတိဟပတိမင်းကသူ့မှာသား3ယောက်ရှိတယ်နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့ကစကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်နောက်တစ်ယောက်ကကြော်စွာတဲ့အဲ့ဒါငယ်ငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တိဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ချေတော့ပေးတာအဲ့ဒါကိုအမေကရှက်တာရှင်မောက်တဲ့မိဖုရားကဒီပြင်သား2ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချေပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုသိခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကသိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူးမတ်ဘိုးဘုံနေရဲ့အလယ်မှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်
မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းဟဲ့ဝက်လက်ခုမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကိုငငယ်လေးတွေကစသိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တုံးဆိုတော့တရုတ်တွေလာပြီးတော့နှောင့်ယှက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတုံးဆိုတော့သူ့သားကြီးဥစ္စာရှိတဲ့ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရန်ကအေးသွားပြီဆိုပြီးတော့ပကံပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ကြဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ်နန်းတော်ထိတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကဝိုင်းထားပြီးတော့ဘာလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းတိုင်းထမင်းတိုင်းအကုန်အစိတ်ခတ်ထားတယ်မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်ဒါကိုစားပါလို့ခိုင်းတယ်သူ့ကိုရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရက်ဆက်ဆက်ပြန်ကျွေးတဲ့သဘောများလားတော့မသိဘူးမှန်ပါဗျာမင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာပကွက်သားတွေကသွေးတန်ရဲရဲနဲ့အဆုံးစီရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော်သူ့ရဲ့အဆောင်ကိုပြန်သွားအဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေနှံနေနဲ့သေရတာနဲ့စာရင်လက်တလောသေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ်အဲ့ဒါနဲ့မင်းကြီးခင်ဗျအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ်မှန်ပါဗျာသေတဲ့ရင်အစိတ်မိပြီးတော့သေရတာပေါ့နော်မှန်ပါဗျာပဂတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာစကားအစိတ်တင့်သွားလားမှန်ပါနော်ဒါကြောင့်တခါကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သားသမီးတွေကိုနိုင်လို့မပြောပါနဲ့ခံစားတတ်တယ်မှန်ပါဗျာသိတတ်တယ်ဟုတ်လားဒါတွေအကျယ်ချက်ပြီးတော့စဉ်းစားနော်အချိန်ကာလတစ်ခုအနေနဲ့ကိုကအထက်ရောက်နေပြီမလို့နောက်တစ်ချိန်မှာကိုကအောက်ဆိုတာလည်းဖြစ်နိုင်နေတာပဲမှန်ပါဗျာဟုတ်လားဒါကြောင့်သူ့ကိုမတနာအောင်တောင်မှကိုတနာပြီးတော့သူများကိုကြမ်းထမ်းတဲ့စကားတွေမပြောပါနဲ့ဒါရုပ်ဆွအဆုံးဆိုတာနော်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခမ်းရခက်တဲ့အကုသိုလ်များတယ်ကိုလည်းပဲပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားမှန်ပါပြီးတော့မာနကြီးနဲ့လည်းမပြောလိုက်ပါနဲ့မှန်ပါမာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနေနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားသာကီဝင်တွေအလုံးကိုဝိတ္တုပန်းကတတ်ပစ်တာလေမှန်ပါဗျာဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုသိကြီးပါတယ်ဆိုတာဗဇက်တည်းဟုသောပရင်ပေါက်ကနေဖွင့်ပြတာမှန်ပါဟိုမှာဝိတ္တုပန်းကအလဲလာတယ်သူမှအချမ်းရင်နေတဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပန်းကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနကြီးလိုက်တာဝိတ္တုပန်းတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပန်းလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကကျွန်မသာထိုင်သွားတဲ့နေရာအသေးရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါဗဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လားယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ဗဇက်ကနေတစ်ဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနို့နဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားမှန်ပါဗျာအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတခွန်ကြောက်စရာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့
မှန်ပါဗျာ စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာ မှန်ပါ နံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုတာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ငါပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဟိုလူရဲ့အပြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ် မှန်ပါဗျာ ဟုတ်လားပြောရင်နဲ့စိတ်လိုက်မှမှဖြစ်ပြီးတော့ကြမ်းကြမ်းထမ်းထမ်းနေလဲထွက်သွားတတ်တယ် မှန်ပါဗျာ ဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုတာဝါဒပိတုဏဝါစာဖရုဒဝါစာတံဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုး မှန်ပါဗျာ အဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဘုရားလို့အဲ့ဒါလိုလည်းမလုပ်နဲ့ ဟုတ်ပါဗျာ ဟင်ဒကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ် မှန်ပါဗျာ ဟုတ်ရဲ့လားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအဘတ်တဲ့နေ မှန်ပါဗျာ အခါရဘယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော်လမ်းပြီးတော့ကြောကြကြောတော့မြတ်စွာဘုရားကခြေသားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဗျာဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရားတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရားသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလားခေါ်လည်းမထူးဘူး မှန်ပါဗျာ အဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လား မှန်ပါဗျာ အဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲမသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဘုရားကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမာကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ် မှန်ပါဗျာ ဟုတ်ရဲ့လား မှန်ပါ နောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားအကျိုးရှိတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမာကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလှူတကအလှူထဲမှာတရားအလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ဗဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာဟုတ်လားဟုတ်တယ်နော်ဒကာကြီးများ မှန်ပါဗျာ အေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပေါင်းသူတော်ကောင်းတို့ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဖို့လဲကဲဦးဇင်းလည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေတတ်အဖေတတ်လို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်နေထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲမှန်ပါဗျာ အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့
မှားတဲ့စကားတန်နဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားတန်ဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဘုရားလက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပဒီအဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖြားယောင်းတွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်မှန်ပါဗျာဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဗျာဟုတ်ရဲ့လား gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမက်ကုသိုလ်သည်တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မက်ခင်ကိုပွားများမှမက်ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မက်ခင်၈ပါးဟာမှန်ကန်တဲ့အယူအဆကောင်းဆောင်နေတဲ့မက်ခင်၈ပါးဟာအရေးမပါဘူးလားပါပါဗျာကုသိုလ်တရားတွေထဲမှာတော့သစ္စာလေးပါးကိုသိတဲ့အဆင့်မဲ့ဉာဏ်နဲ့မဲ့ဉာဏ်ကလွဲရင်အဲ့ဒီလောကီတမ္မာဒိဋ္ဌိဟာအဖို့တန်ဆုံးလို့ပြောလို့မရဘူးလားရတယ်အဲ့ဒီမှန်ကန်တဲ့အယူအဆတမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရား2မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ပရတောဂောတဆိုတဲ့မှန်ကန်တဲ့အတန်ရယ်မှန်ကန်တဲ့စကားပေါ့နော်နောက်ပြီးတော့ယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှန်မှုရယ်ဒီနှစ်ခုပေါင်းမိရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့တော့စကားတွေဟာကောင်းတဲ့ဘက်ကကြည့်ရင်အင်မတန်ကောင်းပါလားဦးဇင်းတို့အခုတရားတော်ကိုပထမဦးဆုံးချီးကျူးတော့ဘယ်လိုချီးကျူးရလဲသွဲခါတော်သူ့အခါတော်ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ပြောထားတာလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စကားတော်တွေပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့စကားတော်ဒီတရားတော်ဖြစ်တယ်သွဲခါတဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းတိုက်တယ်ကဲဘလောက်အဖို့တန်တော့အဲ့ဒီစကားတန်တွေကိုမိမိတို့ရဲ့နှုတ်ကနေဖွင့်ဟပြီးတော့ပြောနိုင်မယ်ဆိုရင်အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်နိဗ္ဗာန်ကိုလှူရာရောက်တယ်နိဗ္ဗာန်ကိုမြန်မြန်ရနိုင်တယ်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်စကားမပြောဘဲနေလို့ဘယ်ဖြစ်မှာလဲမကောင်းတာတွေမပြောရဘူးကောင်းတာဆိုရင်ပြောရမယ်ဒါပေမဲ့အချိန်အခါပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောရမယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့တရားရဲ့ပထမပိုင်းဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားဘယ်လိုစကားကိုဆိုတော့မှန်ကန်တဲ့စကားကိုအကျိုးရှိတဲ့စကားကိုဘယ်လိုပြောမှလဲဆိုတာကြတော့ချင့်ချိန်ပြီးတော့အချိန်ကာလကိုကြည့်ပြီးတော့မေတ္တာတရားနဲ့တိမ်တိမ်မွေ့မွေ့ပြောရမယ်ဟာဒါလေးကလည်းလူသေးတယ်ဗျာနော်အပြောမတတ်တော့ဆဲတယ်လို့ဆိုတာလည်းရှိသေးတာကိုဗျာနော်အေးပြောတတ်တယ်ဆိုတာကလည်းပဲလောကကြီးကိုချီးမြှောက်ခြင်းတစ်မျိုးပဲဗျလောကကြီးကိုချီးမြှောက်တဲ့သင်္ခါတရား၄မျိုးရှိတယ်လေဒါနာတဲ့ပိကံစွန့်ကျင်လှူဒန်းခြင်းဟာလောကကြီးကိုချီးမြှောက်တာဗျနော်ပြီးတော့ဗာလဲပေယဝိဇ္ဇတဲ့ချစ်ဖွယ်စကားပြောတာကိုယ်စကားကြောင့်သူများနားချမ်းသာသွားတယ်စိတ်ချမ်းသာသွားတယ်ပြုံးပြီးတော့ကြံရစ်တယ်စိတ်ကောင်းတာပဲအဲ့ဒါလောကကြီးကိုဘာလုပ်တာလဲချီးမြှောက်တာဗျပြီးတော့ဗာလဲသူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာအတ္တစရိယဟုတ်လားကိုယ်အလုပ်လို့သဘောထားတာနော်သူများအလုပ်တွေကိုနော်ပြီးတော့ဗာလဲကိုယ်နဲ့ဓာန်တူထားတာတမာနတ္တတာဟုတ်လားဘယ်သူမှအစင်တမ်းမခွဲခြားဘူးအလုံးလူသားတွေအတူတူထားတာအဲ့ဒီတော့ချစ်ဖွယ်စကားဆိုတာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့နူးညံ့တဲ့စကားကိုမေတ္တာလေးနဲ့ပြောရမယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စကားဘယ်လိုပြောမှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောမယ်ဆိုရင်ဒီနေ့တညလုံးပြောသွားလို့ရတယ်နော်ဒီတရားတစ်ပုဒ်အတွင်းမှာသို့တော့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းကလေးကိုလည်းပြောဖို့ကြံနေသေးတဲ့အတွက်ကြောင့်နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့အပိုင်းကိုဒီလောက်နဲ့တော်ရအောင်နော်
မှန်ပါဗျာ မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒါဆိုရင်မလုံလောက်ဘူးလားလုံလောက်ပြီဟုတ်လားဓာတ်ထက်ပူပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကကြိုးစားခြင်းနဲ့ဆိုရင်တော့သစ္စာ၄ပါးနဲ့စက်တဲ့စကားတွေကိုပြောတဲ့သစ္စာတန်ရုပ်မှာပြောထားတယ်ဒါလေးနည်းနည်းလေးပြောအောင်မယ်ချက်သားတို့တဲ့ဒီပြင်စကားတွေမပြောနဲ့ပြောခြင်းနဲ့ဆိုရင်သစ္စာနဲ့စက်တဲ့စကားကိုပြောပါတဲ့မြတ်စွာဘုရားကသစ္စာ၄ပါးနဲ့စက်တဲ့စကားပြောတတ်ဖို့တော့လိုတယ်ဘဝဟာဘာအနှစ်မှမရှိဘူးဒုက္ခတက်တက်ပဲလို့အဓိပ္ပာယ်ပေါက်အောင်ပြောတတ်ဖို့လိုတယ်တယောက်နဲ့တယောက်စကားပြောကြပြီဆိုလို့ရှိရင်ဩဘဝဟာအနှစ်မရှိပါဘူးအချီးနှီးပါပဲအကောင်းရလို့ဘာမှမရှိဘူးလို့အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်တခြားသောဟောဟာရတွေသုံးပြီးတော့ပြောတတ်မယ်ဆိုရင်တော်တော်ကောင်းမယ်ဟောကိုကဓာတ်ရိုက်ကြီးပြောမယ်ဆိုရင်ကိုယ့်ကိုတရားဟောနေတယ်လို့သူများကထင်ကုန်ပါလေတရားဟောတဲ့အခြေအနေမျိုးမှာတော့တရားလို့ဟောဖို့ဟုတ်လားဒါပေမဲ့တငယ်ချင်းချင်းစကားပြောတယ်ဟာလူငယ်တွေနဲ့စကားပြောတယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်လေးတက်ရအောင်ပြောတတ်ဖို့လိုတယ်ဒါဒုက္ခသစ္စာဟေးလောဘကြီးရင်တော့ဒုက္ခကြီးတာပဲဒီအဓိပ္ပာယ်လေးကိုတက်ရအောင်ပြောတတ်ရမယ်ပြောလဲပြောရမယ်ဒါလောကကြီးရဲ့အမှန်တရားဒီအမှန်တရားကိုကြွေးကြော်ရင်းရမယ်လိုချင်နေသမျှတော့ဆင်းရဲနေမှာပဲလို့ဒါပြောကိုပြောရမယ်ဒါမှန်တယ်နော်တခါကြီးများမှန်ပါဗျာလောဘတစ်ချက်သားရှိရင်ဆင်းရဲတစ်ချက်သားရှိတယ်ဆင်းရဲမှုအလုံးကိုဘယ်သူမှပေးတာမဟုတ်ဘူးလောဘကပေးတာမှန်ပါအဲ့ဒီအဓိပ္ပာယ်မျိုးသိရအောင်ပြောတတ်မယ်ဆိုရင်တော်တော်တာပဲနော်တခါကြီးများအေးလောဘချုပ်ခြင်းဒီဒုက္ခချုပ်တယ်လို့တတိယနိရောဓသစ္စာကိုပြောတတ်ရမယ်လောကကြီးမှာတကယ်ငြိမ်းချမ်းတယ်ဆိုတာကလူကျင်မှုချုပ်မှဖြစ်တာပါကွာဟုတ်လားပြောတတ်ရမယ်နော်လူကျင်မှုကိုပရိအုပ်နိုင်မှဒေါသဒုက္ခဆိုတဲ့အရှိန်ကြီးကလည်းရက်တန့်သွားတာလူကျင်မှုကိုမရက်တန့်နိုင်နေသည်မြဒုက္ခဆိုတာကိုလည်းရက်တန့်လို့ရမှာမဟုတ်အဲ့တော့နိရောဓသစ္စာကိုလည်းပဲလောကီလိုလေးပြောနေတာနော်ဒကမကြီးများနောက်သတုထသစ္စာတကယ်ချမ်းသာခြင်းရင်တော့ဘုရားရဲ့တရားကလွဲလို့တခြားနည်းလမ်းမရှိဘူးဒီအဓိပ္ပာယ်မျိုးပြောတတ်ရမယ်မဂ္ဂသစ္စာကိုမြတ်စွာဘုရားကတိတိကျကျဘယ်လိုဟောတာလဲဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာအဲ့ဒါကိုဦးဇင်းတို့အတူတူပြောတော့ဘယ်လိုပြောလိုက်တာလဲမဂ္ဂသစ္စာလို့ပြောလိုက်တာနော်မြတ်စွာဘုရားတိတိကျကျပြောထားတာကဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္စာဒုက္ခဆိုတာကဆင်းရဲတာនិရောဓဆိုတာကချုပ်တာဂာမိနိပฏิပဒါဆိုတာကချုပ်ရလို့ရောက်ရရောက်ကြောင်းအကျင့်လို့ဆိုလိုတာအဲ့ဒါဘာလဲဆိုတော့မဂ္ဂင်၈ပါးဒုက္ခငြိမ်းမှုအတွက်ဒီတလမ်းပဲရှိတယ်ကျန်တဲ့လမ်းတွေကသွားလို့ဒီပန်းနိုင်ကိုမရောက်နိုင်ဘူးအဲ့ဒီအဓိပ္ပာယ်မျိုးကိုကြဲကြဲဝန်းဝန်းပြောတတ်ဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အစွင့်မျက်နာကိုပြောချင်တယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားကိုပြောပါလို့မြတ်စွာဘုရားကတိုက်တွန်းတယ်အဲ့ဒါဒီငြိမ်းချမ်းကြောင်းဖြစ်တယ်တန်တရားဝတ်ကလွတ်ကြောင်းဖြစ်တယ်ပြောတဲ့လူအတွက်လည်းအတိုင်းအဆမရှိအကျိုးရှိတယ်နားထောင်တဲ့လူအတွက်လည်းပဲအတိုင်းအဆမရှိအကျိုးရှိတယ်ဒါကြောင့်ဦးဇင်းတို့ဒါလေးကိုတရားပထမပိုင်းရဲ့ဏိဂုံးချုပ်လေးပေါ့နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားသစ္စာစကားကိုသူ့ရဲ့အကျိုးကိုယ့်ရဲ့အကျိုးကိုမြှုပ်ကိုပြီးတော့ပြောပါဟုတ်ရလားနောက်တရားရဲ့ဒုတိယပိုင်းသွားကြအောင်စို့ဟုတ်လားဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲစကားသံတွေကနားထဲမှာရောက်လာတာတွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာနေတိုင်းကြားနေရတာတချို့ဆိုကြားရလွန်းလို့စိတ်ပြက်တယ်လို့ပြောတဲ့လူတွေလည်းအများကြီးရှိတယ်ဟုတ်တယ်ပြက်မယ်ဆိုလည်းပြက်စီဟာတခါတလေအာနာမှုနဲ့ညနေချင်းဆိုင်ပြီးတော့နားလာထောင်းနေရတာစိတ်ကသိကျင်နေရရောက်တယ်ခံစားဘူးလားခံစားပါဗျာလုံးဝစိတ်မဝင်စားတော့ဘူးတစ်ဖက်ကလည်းအတင်းပြောနေတာပဲအလိုက်မသိကိုကလည်းပဲနားမထောင်ရင်အလိုက်မသိရရောက်မှဆိုလို့သူစိတ်ဆင်းရဲမှဆိုလို့ဟန်လုတ်ပြီးတော့ဘာလုပ်နေရလဲနားထောင်နေရတာပြောနေတဲ့စကားတွေကလည်းသူကောင်းကြောင်းနေကြီးပဲဟုတ်လားပြီးတော့သူများမကောင်းကြောင်းနေကြီးပဲမှန်ပါဗျာလူတွေပြောတဲ့စကားဟာများသောအားဖြင့်အဲ့ဓာတွေများတယ်ဗျမှန်ပါမြတ်စွာဘုရားဟောထားတယ်ဗျာနှုတ်ကိုကြည့်ပြီးတော့လူယုံမှာသူတော်ကောင်းလို့ခွဲတဲ့နေရှိတယ်တဲ့မှန်ပါဗျာဒကမကြီးတွေအဲ့ဒီနေလေးရပြန်လားနှုတ်ကိုကြည့်ပြီးတော့သူယုတ်လားသူကောင်းလားလို့သိအောင်လုပ်တဲ့နေရှိတယ်တဲ့သူများကိုဝေဖန်ဖို့မဟုတ်ဘူးကိုယ်နှုတ်ကလေးကိုကြည့်ပြီးတော့ဝေဖန်ဖို့ပြောကြည့်ရအောင်လောကမှာတဲ့ရုပ်တဲ့လူတွေဟာစ
စကားလုံးကနည်းနည်းတော့ယဉ်ပြီးတယ်ဗျာဟုတ်လားကဲမကောင်းတဲ့လူတွေဟာလို့ပဲပြောကြပါစို့ဟုတ်လားမကောင်းတဲ့လူတွေဟာတဲ့စကားပြောလို့ရှိရင်ကိုကောင်းကြောင်းကြီးပြောတယ်တဲ့ကိုကောင်းကြောင်းကိုသူများမမေးဘဲနဲ့ပြောတာတဲ့မေးရင်တော့အခြေကြီးပြောတာတဲ့မစိုးနိုင်တော့ဘူးကိုကောင်းကြောင်းနဲ့ကိုအတိုင်းဝိုင်းကောင်းကြောင်းပေါ့ဗျာကိုသားသမီးကိုမြေကိုဆွေမျိုးကိုကောင်းတာဆိုရင်တော့အကုန်ပြောတာပဲဟုတ်လားဒီအဲ့ဒါသူရုပ်ရဲ့လက္ခဏာတစ်မျိုးကိုမကောင်းကြောင်းကိုမမေးရင်တခွန်းမှမပြောဘူးမေးရင်တောင်မှမပြောခြင်းနဲ့နည်းနည်းပဲပြောတယ်တဲ့ကိုမကောင်းကြောင်းကြတော့ဟုတ်လားနောက်သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောနေတာမေးမယ်ဆိုရင်တော့အဲ့ဒါအကျေဝိထာရချက်ပြီးတော့မဆုံးအောင်နားထောင်ပြီးတော့ဟုတ်လားသူများကောင်းကြောင်းကိုမေးတောင်သူသိမပြောနိုင်ဘူးဟုတ်မမေးရင်မပြောဘူးမေးမှနည်းနည်းပဲပြောတယ်သူများကောင်းကြောင်းမပြောနိုင်ဘူးအဲ့တော့အဲ့ဒါသူရုပ်ရဲ့လက္ခဏာတဲ့ဟုတ်လားကိုကောင်းကြောင်းကိုမမေးဘဲနဲ့ပြောတယ်မေးရင်တော့ဆိုဝဲမရှိကိုမကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးမှနည်းနည်းဟုတ်လားသူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောရင်မေးရင်အကျယ်ကြီးပြောတယ်သူများကောင်းကြောင်းကိုမမေးရင်မပြောဘူးမေးရင်နည်းနည်းပဲပြောတယ်အဲ့ဒါကလည်းသူရုပ်ရဲ့လက္ခဏာသူကောင်းရဲ့လက္ခဏာကြတော့အဲ့ဒါနဲ့ပြောင်းပြန်ကိုမကောင်းတာကိုမမေးဘဲနဲ့ပြောတယ်မေးလာရင်အကျယ်ကြီးပြောနိုင်တယ်ကိုကောင်းတာကိုမမေးရင်တခွန်းမှမပြောဘူးမေးလာတော့မှလက်ကားမှာခွာကိုကစိုင်ကိုလို့ခြုံမော်ရောက်တာပါရှော့ချတယ်ကိုကောင်းတာကိုမပြောခြင်းဟုတ်လားကိုကောင်းတာကိုအကျေဝိထာရချက်ပြီးတော့ပြောနေသေးသမျှသူကောင်းရဲ့အဆင့်ကိုမတက်နိုင်သေးဘူးဟုတ်လားဟုတ်တယ်အဲ့ဒီစကားလေးကိုဦးဇင်းကစစ်စစ်ပေါက်ပေါက်စဉ်းစားကြည့်တယ်ဘုရားပြောသမျှအကုန်အမှန်ကြီးပဲဘယ်လိုစိတ်နဲ့ပြောတာလဲကိုကောင်းတာကိုပြောခြင်းနေသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးကိုမကောင်းတာကိုဖုံးထားခြင်းသေးသမျှအဲ့ဒီစိတ်ဟာကောင်းကိုမကောင်းဘူးသူများမကောင်းတာကိုပြောနေခြင်းသေးသမျှအဲ့ဒီစိတ်ကောင်းကိုမကောင်းဘူးနော်သူကောင်းဆိုတာဒါကြောင့်သူများမကောင်းတာကိုမပြောခြင်းဘူးတနာတယ်နားလေတယ်မကောင်းတာဟာသဘာဝပဲလို့နားလေတယ်သူများကိုအပုတ်မချခြင်းဘူးဟုတ်လားသူများကောင်းတာကိုပြောနိုင်တယ်မုဒိတာဖြစ်နိုင်တယ်မလွယ်ဘူးဒကမာကြီးတွေတရားကလည်းမလွယ်ဘူးနဲ့ပဲဆုံးသွားတယ်ဗျာအားမရှိလိုက်တာဟုတ်လားဘာဖြစ်လို့ဆိုဦးဇင်းတို့လည်းဒီတိုင်းနေနော်တတိနဲ့အုပ်နေရတယ်ဟုတ်လားပြောလိုက်ရင်သူများမကောင်းကြောင်းကြီးပဲနည်းနည်းလေတဲ့လူကတွယ်ဝိုက်ပြီးတော့ပြောတာအားတဲ့လူကတဲ့တို့ပြောတာဟုတ်လားကိုကောင်းကြောင်းကိုလည်းအဲ့ဒီတိုင်းပဲအဲ့ဒါအရင်တဲ့တို့ပြောတာအဲ့တော့ဦးဇင်းကစကားပြောရင်နည်းနည်းလေးကိုချင်းစာကြပါလို့တောင်ပြောခြင်းတယ်သူများကသူတို့ကောင်းတဲ့အကြောင်းတွေပြောနေနားထောင်ရင်လားဒီကမကြီးတွေနားထောင်ခြင်းလားအဲ့ဒီလူတွေကသူတို့ကောင်းကြောင်းသူသားသမီးတွေနိုင်ငံခြားမှာဘလို့တွေပညာတွေသင်ပြီးတော့ဘလို့တွေဟာပြောနေဆိုနားထောင်ခြင်းလားထောင်ခြင်းလားမထောင်ခြင်းဘူးဗျသူများကောင်းတာကိုနားမထောင်ခြင်းတာပုထုဇဉ်ရဲ့သဘာဝဟုတ်လားအဲ့ဒါကိုပဲအိတ်တာလို့ခေါ်တာမဟုတ်လားအိတ်တာဆိုတာသူများကောင်းတာကိုကြားကိုမကြားခြင်းတာမနာလိုဘူးဆိုတာအဲ့ဒါကိုပြောတာနာတာဆိုတာဘယ်ကနာတာနာကနာတာအခုတရားနာနေတာဘယ်ကနာနေတာအေးအဲ့ဒါဗမာစကားမနာလိုဘူးနားမထောင်လိုဘူးကောင်းတာဆိုကြားကိုမကြားခြင်းဘူးအဲ့ဒါပုထုဇဉ်ရဲ့ပင်ကိုယ်သဘောအဲ့တော့ကိုကောင်းတာကိုသူများသွားပြောရင်အဲ့ဒါမုံစေးစားတော့တာပဲသူများမုံအောင်လုပ်တာနော်ဒါကြောင့်တရားလေးတွေကလိုက်နိုင်ရင်တော်တော်ကောင်းတယ်သိလားအဲ့ဒါကိုကောင်းကြောင်းမပြောရင်သူများချစ်လိမ့်မယ်ဗျာသိကြတယ်ဗျာနော်တခါကြီးမိုင်များဒါကြောင့်ကိုကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့ကိုမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်ရဲ့လားအေးသူများမကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များမပြောပါနဲ့သူများကောင်းတဲ့အကြောင်းကိုတတ်နိုင်တယ်များပြောဖို့ကြိုးစားပါဟုတ်လားမှန်ပါဗျာကဲဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတာကိုတောင်မရောက်နိုင်ဘူးဖြစ်နေတယ်ဗျာအဲ့တော့တခါကြီးဒီကမာကြီးများဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမှလဲဆိုတော့စကားတွေကကိုနားတဲ့ကိုအမျိုးမျိုးရောက်နေတယ်အဲ့ဒီထဲမှာဦးဇင်းတို့ပထမကိုမကောင်းတာပြောတာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့မကောင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုနားတဲ့ကိုရောက်လာတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့အရင်စဉ်းစားကြည့်ရအောင်တခါကြီးတခါမကြီးများမကောင်းကြောင်းကိုသူများပြောတာတွေကြားဖို့လားကြားဖို့တွေဓာတ်ရိုက်ပြောတာလည်းကြားလိမ့်မယ်ကိုယ်ရာမှာပြောပြီးတော့တဆင့်လာပြောတာလည်းကြားရလိမ့်မယ်ကိုမကောင်းကြဘူးလေဟုတ်လားအဲ့ဒီလိုပြောရင်ဘယ်လိုနားထောင်မလဲဒီအချက်ကလေးကအရင်စပြီးတော့စဉ်းစားရအောင်ကိုမကောင်းကြောင်းကိုပတ်ဝန်းကျင်ကပြောလာပြီဆိုရင်စဉ်းစားလိုက်သူတို့ပြောတာဟုတ်သလားမဟုတ်ဘူးလားသူတို့ပြောနေတဲ့မကောင်းကြောင်းတွေကဟုတ်သလားမဟုတ်ဘူးလားလို့စဉ်းစား
ဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးဟုတ်နေတယ်ဆိုရင်တော့အဲ့ဒါပြင်ဖို့ကြိုးစားရတော့မယ်နော်တခါကြီးများမခံမြင်ရဘူးနော်သူများမကောင်းကြောင်းပြောတာကိုသူတို့ပြောတဲ့အတိုင်းငါမှဟုတ်မြတ်နေသလားလို့စဉ်းစားဟုတ်တယ်ဆိုရင်ဘာလုပ်ရမလဲပြင်ရမယ်မဟုတ်ဘူးဆိုတာလည်းရှိနိုင်တယ်မဟုတ်ဘဲနဲ့မုန်းလို့ပြောတာလည်းရှိလိမ့်မယ်အဲ့ဒီမဟုတ်ဘူးဆိုရင်တော့ဘယ်နဲ့လုပ်မလဲသီးခံဖို့ကြိုးစားရမယ်မှန်ပါနော်ဒါကြောင့်မကောင်းတဲ့စကားတွေအပြစ်တွေနဲ့ပတ်သက်လာရင်ဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်ပိဋကပြောကြည့်စမ်းပါဟုတ်ရင်ပြင်ရမယ်မဟုတ်ရင်သီးခံရမယ်အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနားထောင်နေပဲမှန်ပါဟုတ်လို့ရှိရင်ပြင်ရမယ်ဦးဇင်းတော်မြတ်စွာဘုရားလက်ထက်ကရာထဆိုတဲ့ယဟန်အိုကြီးတစ်ပါးရှိတယ်အသက်ကြီးမှယဟန်ပြုတာသူယဟန်ပြုတော့သူ့ကိုဘယ်သူကမှယဟန်ပြုမပေးခြင်းဘူးဘယ်ယဟန်ကမှပြုမပေးခြင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဒီပုံနာကြီးရဲ့ကျေးဇူးတရားတွေမင်းတို့ပေါ်များမရှိကြဘူးလားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကကျေးဇူးသိသိတာဆိုတော့မှန်လားပါဗျာတပည့်တော်အပေါ်မှာဆွန်းတဆွန်းလောင်းမှုတဲ့ကျေးဇူးရှိပါတယ်ဒါကြောင့်တပည့်တော်ဒီပုံနာအိုကြီးကိုယဟန်ပြုပေးလိုက်ပါမယ်အဲ့ဒီမှာယဟန်ပြုပေးကြီးမှယဟန်ဖြစ်တာဆိုတော့ဘာမှပြောကောင်းမှာမဟုတ်ဘူးလို့ထင်တရားရှိတယ်သို့တော့တခြားတွေဗျာပြောလို့အင်မတန်ကောင်းတယ်ငါစာလဲတင်နိုင်တော့တာမဟုတ်ဘူးငါကိုမသိတော်တာတွေကိုပြောသမျှငါအကုန်ပြင်မယ်ဟိုယဟန်ကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်ပြောသမျှအကုန်ပြင်တာအဲ့ဒါရက်ပိုင်းအတွင်းအဲ့ဒီရာထယဟန်ကြီးဟာယဟန်နာဖြစ်တယ်မှန်ပါဗျာသူမဟုတ်တာတွေကိုပြောတာနော်ယဟန်ကြီးဒီလိုမဝင့်နဲ့ဒီလိုမပြောနဲ့ဓာတ်ရိုက်ပြောတာနော်ဓာတ်ရိုက်ပြောတာဆိုရင်လူတွေဟာခံနိုင်ခဲ့တယ်နော်ပြီးမှလာကျေးဇူးတင်ရင်တင်မယ်ကြားကားတော့ထောင်းဝင်တဲ့ဒေါသထသွားမယ်ကိုယ့်အတ္တကိုလာထိတာကိုဗျဟုတ်လားအဲ့ဒီယာရမထေကတော့ခံနိုင်တယ်မဟုတ်ဘူးမဟုတ်လို့ပြောတာငါပြင်မယ်အဲ့ဒီလိုပြင်လိုက်တော့2ရက်3ရက်အတွင်းဘာဖြစ်တယ်ယဟန္တာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်နေဒီနံဝဘဝတာရံယံပတ္တိဝဇ္ဇတတ္တိနံနေကိစ္စဝါရိမေရာဝေတာတိတံပန္တိတံပစီတာတိတံပဇမာနတ္တတေယောဟောတိနပါပိယောအဓိပ္ပာယ်ကဘာလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုမကောင်းကြောင်းတွေကိုရှေ့တင်ပြောဆိုနေတဲ့ပုဂ္ဂိုလ်ကိုနှိပ်စက်ပြီးတော့ပြောဆိုတဲ့ပုဂ္ဂိုလ်နော်ကိုမကောင်းတာပြောတယ်ဆိုမှတော့ကိုဆင်းရဲပြီလေဟန်ဆောင်ပြီးတော့ရပါတယ်လို့ပြုံးနာနေလေရတာစိတ်ထဲကတော့သိပ်ပြီးတော့မချိလှဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာကြီးဒီမကြီးများလည်းဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုမကောင်းတာကိုပြောတယ်ဆိုရင်အဲ့ဒါနှိပ်စက်ပြီးတော့တစ်ဖက်ကမလုပ်နေတာလေပြောနေတာအပြစ်ကိုပြပြီးတော့အဲ့ဒါလိုနှိပ်စက်ပြီးတော့ပြောတဲ့အမျှော်မြင်ရှိတဲ့ပညာရှိကိုတဲ့မြေအိုးထဲမှာပိုင်ရှင်မရှိတဲ့ရွှေအိုးတွေကိုဖော်ပြတယ်လို့မျိုးရွှေအိုးကိုညွန်ပြတဲ့လူလို့သဘောထားရမယ်တဲ့မှန်ပါဗျာတစုံတယောက်သောပုဂ္ဂိုလ်ကဟေဟိုနားမှာပိုင်ရှင်မရှိတဲ့ရွှေအိုးကြီးရှိတယ်သွားယူကြပါလားဆိုရင်ဘယ်လိုလုပ်မှလဲတောက်လျှောက်သွားယူမယ်အဲ့ဒီလူကိုရှ िख ိုးကျင်တောင်ရှ िख ိုးသွားလိုက်အောင်မယ်ဟင်ဒကမာကြီးများမှန်ပါဗျာကိုယ့်ရဲ့အပြစ်ကိုနှိပ်စက်ပြီးတော့နှိပ်ကွပ်ပြီးတော့နာနာကျင်အပြစ်မြင်တိုင်းဝမ်းလွဲမသူဟုတ်တိုင်းဆိုတတ်တဲ့ဆရာရဲ့ဂုဏ်ကျေးဇူးတတိတ်တရေတနဲ့ပြည့်စုံတဲ့မိတ်ဆွေသို့မဟုတ်ပညာရှိတယောက်ကိုတွေ့ရတဲ့ဆိုရင်ရွှေအိုးကိုညွှန်ပြတဲ့လူလို့သဘောထားရမယ်အဲ့ဒီလူမျိုးနားထောင်တတ်ရမယ်မှန်ပါဗျာတာရိတံပဇာမာနတ္တပေယောဟောတိနပါပိယောတာရိတံထိုကဲ့သို့သောပညာရှိကိုပဇာမာနတ္တချင်းကပ်သောပုဂ္ဂိုလ်အားပေယောဟောတိနပါပိယောမြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ရှုံးတယ်ဆိုတာမဖြစ်နိုင်ဘူးမြင်မြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ယုံညံ့တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားအပြစ်ပြပြီးတော့ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကိုကတကယ်လို့မြန်ရွှေအိုးပြတဲ့လူလို့သဘောထားနိုင်မယ်ဆိုရင်ကိုဟာမြင့်မြတ်တဲ့လူဖြစ်မယ်ယုံညံ့တဲ့လူမဖြစ်နိုင်မှန်ပါဗျာဟာနားတဲ့ကိုတန်ရီဘူးနဲ့လောင်းလိုက်တယ်လို့ခံရခက်တယ်ကွာလာမပြောနဲ့ငါသိတယ်ငါတက်တယ်ဆိုပြီးတော့ဒေါသတွေနဲ့ပြန်တုံ့ပြန်မယ်ဆိုရင်တော့ယုံညံ့တဲ့သူရှုံးတဲ့သူဖြစ်သွားမှာပေါ့ဟုတ်လားဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့ဒီစကားကိုဘယ်လိုနားထောင်မလဲဆိုတဲ့နေရာမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့အပြစ်တွေကိုပြောလို့ဟုတ်လာပြီဆိုရင်တော့ပြင်မဲ့စိတ်နဲ့နားထောင်ရမယ်တနည်းအားဖြင့်တော့ကျေးဇူးတင်လိုက်တာဒီလူကိုရွှေအိုးပြတဲ့လူလို့သဘောထားရမယ်ဒါမှတိုးတက်မှာဗျမှန်ပါဟုတ်လား
ကိုယ့်ရဲ့မကောင်းကွက်ကိုထောက်ပြတဲ့လူတကယ်လို့များလေတခါကြီးဒီမိုင်များပွဲလန်းသဘင်သွားကနီးမှာကိုယ့်မျက်နှာပေါ်မှာအညစ်အကြေးကြီးတစ်ခုပေးနေတယ်ဆိုကြပါစို့ကိုကတတိမေးလျော်လို့မှန်မကြည့်ကြရလို့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒါကိုမသိဘူးလို့ဆိုကြပါစို့အဲ့ဒါကိုတယောက်ကဟေးမင်းမျက်နှာပေါ်မှာလေအညစ်အကြေးတွေဒီတိုင်အဲ့ဒီလူကိုကျေးဇူးတင်ပါလားကျေးဇူးတင်ပါဗောဗျသူမပြောလို့ရှိရင်ဟိုလူပုံရားတဲ့ရောက်တော့ကိုမလှတာကြီးရွာလေပြသလိုဖြစ်နေပြီဟုတ်လားအေးကိုယ့်ရဲ့အပြစ်ဟုတ်တာကိုပြောတဲ့လူကိုမုန်းလို့ပဲပြောပြောချစ်လို့ပဲပြောပြောကျေးဇူးတင်ကိုတင်တဲ့တယ်တချို့လည်းပဲမုန်းလို့ပြောတာပါကိုကိုကောင်းစေခြင်းလို့ပြောတာမဟုတ်ဘူးမုန်းလို့ကိုအပြစ်မရှိအပြစ်ရှာပြောနေတာဒါကြီးအဲ့ဒီအပြစ်ကလည်းတကယ်ရှိနေတတ်တယ်တကယ်ရှိရင်တော့ပြင်ရမယ်ပြင်ရပါမယ်ဟုတ်လားကိုင်းတကယ်မရှိဘဲနဲ့ပြောလာရင်ဘယ်လိုလုပ်ရမလဲသိခံရမယ်ဘာတတ်နိုင်မှာလဲသူတို့ရဲ့နှုတ်ကိုလိုက်ပိတ်လို့မှမရပဲကိုဟုတ်လားမှန်ပါဗျာမဟုတ်ရင်တော့အပြစ်တွေပြောတာကိုသိခံရမယ်ဘုရားတို့မြတ်စွာဘုရားလက်ထက်ကကွန်ဒဒါနမထေရဆိုတာရှိတယ်သူ့ရဲ့မူရင်းနာမည်ကတော့ဒါနဒါပေမဲ့ရှေ့ကကွန်ဒလို့ထည့်ထားတယ်မိမကျူးသူတဲ့ဟောယဟန်တစ်ပါးရဲ့ဘွဲ့ရှိမှာအဲ့ဒါကြီးထည့်ထားတာစိတ်ပြည့်စရာကြီးဘာဖြစ်လို့အဲ့ဒါလိုအထည့်ခံရတယ်ဆိုတော့သူသွားလေရာမှာအရွယ်ရှိတဲ့မိန်းမတယောက်ကတကောက်ကောက်လိုက်နေတယ်လို့ဘေးလူတွေရဲ့မျက်စိမှာမြင်ရတယ်တဲ့တကယ်မလိုက်ဘူးတကယ်လည်းမရှိဘူးအဲ့ဒီမိန်းမပုံကသို့တော့ဘေးကကြည့်တဲ့လူရဲ့မျက်စိထဲမှာအဲ့ဒါလိုကိုမြင်နေရတာဘယ်သူမှသူ့ကိုမယုံဘူးဆွန်းလောင်းမဲ့လူလည်းမရှိဘူးနော်သူ့မှာအင်မတန်ချွတ်တဲ့အဲ့ဒါလိုကြီးဖြစ်တာဒါရှိတုန်းကသူကယဟန်တစ်ပါးကိုတကယ်ချစ်ကြတာဟုတ်ရဲ့လားတကယ်မေတ္တာရှိကြတာဟုတ်ရဲ့လားလို့စွမ်းတဲ့အနေနဲ့ရုပ်ကစိုးနဲ့ဖြစ်တုန်းကမိမပုံတရံဖန်ဆင်းပြီးတော့ယဟန်တစ်ပါးကိုတန်တရားဖြစ်အောင်လုပ်ခဲ့လို့ဒါဥစဉ်အကျေမပြောဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့ယဟန်လာဖြစ်တယ်အဲ့ဒါဝိဘတ်ရုပ်ပေါ့နော်မိမပုံတပုံကသူ့နောက်ကိုလိုက်နေတာဆွန့်ကန်သွားလဲပါနေတာအဲ့ဒါကိုကောသလမင်းကြီးကနောက်တော့သိတဲ့အခါကျတော့ဒီယဟန်ဘယ်လိုလဲမသိဘူးစုံစမ်းကျောင်းပေါ်လောက်တော့အဲ့ဒီယဟန်ကကျောင်းပေါ်တက်သွားတယ်ကောသလမင်းကြီးကနောက်ကလိုက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းလိုက်သွားတာပဲကျောင်းပေါ်ရောက်တော့အဲ့ဒီမိန်းကလေးကမရှိအဲ့ဒီယဟန်ပြန်ဆင်းသွားတော့မိန်းကလေးကပါသွားတာပဲအဲ့ဒီတော့မှဒါအကြောင်းတစ်ခုခုကြောင့်ရှိမယ်လို့ကောသလမင်းကြီးသဘောပေါက်မြတ်စွာဘုရားကိုရှောက်မြတ်စွာဘုရားကအကျိုးအကြောင်းပြောပြအတိတ်အကြောင်းကိုပြောပြတော့အရှင်ဘုရားဒီလိုဆိုရင်အရှင်ဘုရားကိုဘယ်သူကကြည်ညိုမှာလဲတပည့်တော်ဆွန်းကွန်းဝေယဝိစ္စပစ္စည်းလေးပါးဒါယကခံတယ်ဆိုပြီးတော့နောက်တော့ယဟန္တာဖြစ်တယ်အဲ့ဒီမထေရကိုအကြောင်းပြုပြီးတော့ပြောတဲ့စကားလေးတော်တော်မှတ်သားစရာကောင်းတယ်အဲ့ဒီယဟန်ကအဲ့လိုမိမပုံရိပ်ကနောက်ကလိုက်နေတာဆိုတော့ယဟန်တွေကသူ့ကိုတကယ်လေအမြင်ကတ်တယ်ပြောင်းခြင်းတယ်အဲ့ဒါလိုပြောကြတော့ဆိုကြတော့သူ့ကိုနှိပ်စက်ပြီးတော့ပြောကြတော့သူကလည်းနောက်တော့ပြန်ဆဲတယ်ပြန်ပြီးတော့ကြမ်းကြမ်းထန်ထန်ပြောတယ်အဲ့ဒါနဲ့ယဟန်နေနဲ့သူ့ရဲ့ရံပွဲဟာမကြာခဏဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကနောက်တော့မြတ်စွာဘုရားရဲ့နားတော်ပေါက်ကြားတော့အဲ့ဒီယဟန်တော်ကိုခေါ်ပြီးတော့จิตသားဘာပြုလို့ကြမ်းထမ်းတဲ့စကားတွေပြောတာကိုကြမ်းထမ်းတဲ့စကားတွေနဲ့ပြန်တုံ့ပြန်ရသလဲမတုံ့ပြန်နဲ့ဒါဟာမင်းရဲ့အတိတ်ဘဝကမကောင်းတဲ့ကံကြောင့်ဖြစ်ပေါ်လာတာမင်းမှာတကယ်တမ်းအဲ့ဒီအပြစ်ကရှိနေတာမဟုတ်ဘူးမိမနောက်ကလိုက်နေတယ်ဆိုတဲ့အပြစ်တကယ်ရှိတာမဟုတ်ဘူးအဲ့ဒီမရှိတဲ့အပြစ်ကိုဘေးကပြောနေတာကိုမင်းသိခံလိုက်ပါအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဥပမာလေးနဲ့ပြောတာလဲဆိုတော့အနာပြက်နေတဲ့ကြီးခွက်လိုမင်းကျင့်ရမယ်တဲ့ဒါလေးကိုပြောချင်တာဥစဉ်ကသိလားဘယ်လိုကျင့်ရမလဲအနာပြက်နေတဲ့ကြီးခွက်ပါဗျာအနာပြက်နေတဲ့ကြီးခွက်တဲ့အနာပြက်နေတဲ့လက်ကွင်းတဲ့ဆိုကြပါစို့ဥစဉ်တို့တိုးဒီမှာတော့ရှိသေးတယ်အခုတခါကြီးတို့ဒီမှာတော့တချို့သိပ်မရှိတော့ဘူးကြီးပလားလေးတွေရှိတယ်လေကြီးပလားနဲ့ရေတောက်လို့ရှိရင်အန္တရာယ်ကင်းတယ်လို့ယောဂကင်းတယ်လို့ယူဆရှိတယ်လေဦးဇင်းတို့ငယ်ငယ်တုန်းကဆိုရင်အဲ့ဒီကြီးပလားလေးကိုလက်ဖွားပေါ်တင်အဖေတို့အမေတို့မရှိတဲ့အခါမှာဒန်းဆိုခောက်လိုက်ရင်အတန်လေးကတော်တော်နဲ့မတိတ်တော့အဲ့ဒါလေးကိုခဏတိုင်းခောက်ကြည့်အဲ့ဒီကြီးပလားလေးကလွတ်ကြလို့မြတ်အနာကပြက်ပြီးတော့ကွဲသွားပြီဆိုရင်ဒန်းလို့ခောက်လိုက်ရင်ဒန်းလို့အတန်ဆွဲပြီးတော့မမြည်တော့ဘူးဒက်ပြီးသွားအတန်ကရေရှည်မလာတော့အနာပြက်တဲ့ကြီးခွက်လို့ကျင့်ရမယ်ဆိုတာအဲ့ဒါပြောတာတစုံတယောက်ကပြောလိုက်လို့စိတ်ကတိုလိုက်တယ်ကဲခဏတော့တိုလိုက်ပေါ့တိုးပြီးတော့
အဲ့ဒါကိုပြန်စဉ်းစားပြီးတော့ညလည်းမပြီးနိုင်နောက်နေ့လည်းမပြီးနိုင်နောက်လလည်းမပြီးနိုင်အိုးကြည်ပလားလက်နဲ့တောက်လိုက်တယ်လို့ဒန်းဆိုတဲ့အတန်ကအမြင်ကိုမပြတ်တော့ဘူးဟင်ဒကမာကြီးတွေစိတ်ထဲမှာအဲ့ဒါလို့အမြင်မပြတ်တဲ့ဒေါသခံစားချက်တွေရှိလားရှိတာပေါ့ဦးဇင်းတို့လည်းရှိတာပေါ့ဟုတ်လားဘလို့ဖြစ်နေတာတော့ကြည်ပလားကလက်လက်ဆက်ဆက်ကြီးကိုဗျဟုတ်လားအနာမပြတ်သေးဘူးဒဏ်ရာတော့မရသေးဘူးဟုတ်လားမြတ်စွာဘုရားကဘလို့ကျင့်ရမှာလဲတော့အနာပြတ်နေတယ်ကြည်ပလားလို့ကျင့်ရမေးတဲ့တစုံတယောက်ကကိုယ့်ကိုထိထိခိုက်ခိုက်မဟုတ်ဖဲနဲ့လာပြောလာရင်ပုထုဇဉ်တဘာဝစိတ်တော်တုံမှာပေါ့သို့တော့အဲ့ဒါကြီးကိုတာရှည်ကြီးတုံမနေနဲ့ဘာအကျိုးရှိလို့လဲဟိုလူကပြောပြီးလို့မေ့သွားပြီကိုကဒီမှာအစ်စ်ရှိနေအစ်စ်ဖြစ်နေတယ်ဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားကပေးထည့်လိုက်တာနော်ဥပမာကိုဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အပြစ်တွေမကောင်းတာတွေကိုပြောလို့မဟုတ်ဘဲနဲ့ပြောတယ်ဆိုလို့ရှိရင်အနာပြတ်တဲ့ကြီးခွက်ကြီးနော်သွားတဲ့ကြီးဟိုဦးဇင်းတို့ရှင်းတော့ကငွေတင်းကားတွေပါလေရှိတယ်ငွေစစ်သလားကောင်းသလားလို့သိရင်တောက်ကြည့်လိုက်တယ်ဟုတ်လားတကယ်လို့အဲ့ဒီမှာအထက်ထဲမှာအနာစာရှိနေရင်အဲ့ဒီငွေတင်းကားကအတန်မကောင်းတော့ဘူးအဲ့ဒါကိုငွေတယ်လို့ခေါ်တယ်အခုလည်းပဲကြီးအတန်တာရှည်မမြည်ဘူးဒါကြောင့်စိတ်ထဲမှာဒေါသကံတွေအကြာကြီးညီမနေနဲ့ဒါပြောတာနော်မဟုတ်ရင်သီးခံလိုက်ပါမြတ်စွာဘုရားတောင်သီးခံရတာဗျတတန်တရာလုံးကပါရမီတွေအပြည့်ဖြည့်ခဲ့ပါတယ်ဆိုတော့ပါရမီရှင်ကြီးတောင်မှသီးခံရတာဗျဟိုမာဂန္ဒီဆိုတဲ့မိန်းမတယောက်နဲ့တွေ့တာကြားဘူးတယ်မဟုတ်လားအေးသူ့အဖေကလည်းမာဂန္ဒီသူ့အမေကလည်းမာဂန္ဒီသမီးအချောသမီးအလှဟာဘုရားကလည်းတပ်ပယ်လိုက်တာဒီလောက်ချောလှတဲ့ယောက်ျားမမြင်ဘူးဆိုပြီးတော့ဒီဇလန်းကြီးမပြောတော့ပါဘူးဗျာဟုတ်လားသမီးထိုးအပ်တာလေအဲ့ဒီမှာမြတ်စွာဘုရားကဒီ32ခုထာတာအညီအကျေးစုဝေးကိုငါခြေတောင်းနဲ့တောင်မတို့ကျင်ဘူးလို့အမေအဖေတရားသူရမဲ့အရေးကိုရှေ့ရှုပြီးတော့အဲ့ဒါလိုပြောလိုက်တာအဲ့ဒါကိုမာဂန္ဒီရန်ညိုးဖွဲ့တယ်ငါတနေ့ဘာဖြစ်မလဲမသိနိုင်ငါရဲ့ရုပ်အဆင်းကအင်မတန်တင့်နေတယ်သူထင်တဲ့အတိုင်းပဲမိဖုရားကြီးဖြစ်တယ်ဥဒိဏမင်းရဲ့မိဖုရားဖြစ်တယ်နော်ကောတံဘီပြည့်ရှင်ရဲ့မိဖုရားခေါင်ဖြစ်တယ်ဖြစ်တော့အဲ့ဒီမျိုးကိုဘုရားလည်းကြွသွားပြီဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သေတောက်ကျူးတွေကိုပတ်စံပေးပြီးတော့ခိုင်းတာဘုရားကိုဆဲခိုင်းတာဆဲတာမှအမျိုးမျိုးပပဆက်ဆက်ဆဲတာဆဲတော့ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကိုတံဘီကလူတွေဟာသိရိုင်းတာပဲတဲ့ဒီလိုနေရာမျိုးသာသနာမပြုသင့်ဘူးမနေသင့်ဘူးတပည့်တော်တို့တနေရာပြောင်းကြပါစို့စိတ္တအာနန္ဒာအဲ့ဒီမင်းပြောင်းတဲ့နေရာကတော့ဒီလိုဆဲမယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲတဲ့နောက်ထပ်မဆဲတဲ့တနေရာပြောင်းမယ်ဖေ။အဲ့ဒီနေရာကဆဲရင်ကိုနောက်ထပ်တနေရာဖေ။မင်းဟာကထွက်ပြေးနေတဲ့နီလန်ကြီးပဲတဲ့။ဟုတ်လား။မြတ်စွာဘုရားကဖြစ်လာတဲ့ပြဿနာကိုဒီနာရင်ပြေးလေအောင်ရှင်းရတယ်တဲ့။ချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့တာပဲဖြစ်ဖြစ်9ရက်အပြင်မနေဘူးတဲ့။ဒါဘုရားကိုယ်တိုင်ဟောတာနော်။ဗမာစကားပုံမှန်တယ်နော်။ချီးမွမ်း9ရက်ကဲ့ရဲ့9ရက်ပြောပါစေအပြစ်တွေပြောပါစေ။သူတို့မောတော့ရပ်သွားလိမ့်မယ်ဟုတ်လားသူတို့ပြောတာကိုကိုကမခံရင်ဖြစ်နေမှသူတို့ကအဲ့ဒါအရသာရှိပြီးတော့ဆက်ပြောနေမှာဗျာမခံရင်တဲ့ကလေးဆိုပို့စတယ်မဟုတ်လားဒကမာကြီးများအေးအဲ့ဒါလိုမျိုးနော်အဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာအာနာကိုဝသင်္ဃမေသာပတောပတိတံတရံအတိဝါကျံတိတိခတံဒုတ်တိလောဟိဘဟုတ်ဇနောခြေသားအာနန္ဒာတဲ့စစ်ပွဲမှာဆင်နွှဲနေတဲ့စစ်စင်ကြီးဟာတစ်ဖက်ရန်သူတွေကနေပြစ်လာတဲ့မြားတံတွေကိုခါချပြီးတော့စူးလာရင်လည်းစူးပါစေလို့ကြံ့ကြံ့ခံတယ်လို့မျိုးတဲ့ငါဘုရားလည်းပဲလောကစစ်မြေပြင်မှာပြစ်ခတ်လာတဲ့စကလုံးမြားတံတွေကိုငါကြံ့ကြံ့ခံမယ်နော်အတိဝါကျံတိတိတ်ခတံအတိဝါကျံဆိုတာလွန်ကဲကိုပြောလာတာပြောတဲ့အတိုင်းတာထက်လွန်ပြီးတော့ကိုပြောလာတာလွန်ကဲတဲ့စကားပေါ့အဲ့ဒီစကားကိုဘာလို့မှလဲတိတိတ်ခတံငါသီးခံလိုက်မယ်သီးခံသည်ဖြစ်စေဒေါသဖြစ်သည်ဖြစ်စေသီးခံလိုက်ရင်တော့ကိုကသီးခံတာကြီးကိုရလိုက်တာပဲဒေါသဖြစ်မယ်ဆိုရင်တော့ဒေါသဖြစ်တာကြီးကိုရလိုက်တာပဲရှင်းတော့ရှင်းလေးပဲနော်ကိုဘာကိုလိုချင်တယ်လေကိုဘလို့လူမျိုးဖြစ်အောင်လုပ်မှလေဒါပဲစဉ်းစားဒေါသဖြစ်တတ်တဲ့ငါလားသီးခံတတ်တဲ့ငါလားအဲ့ဒါလို့ဆိုရင်တော့ဘယ်ဟာရွေးမှလဲ
သီးခံတတ်တဲ့ငါလို့ရွေးမှာပေါ့နော်ဒါပေမဲ့တကယ်တွေ့လာပြီဆိုရင်တော့ဒေါသဖြစ်တဲ့ငါကိုပဲရွေးပြီးသားဖြစ်နေတယ်ဟင်တက္ကမကြီးများမှန်ပါမြတ်စွာဘုရားကဒါကြောင့်လွန်ကျူးပြီးတော့ပြောတဲ့စကားတွေကိုသီးခံလိုက်မယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အကြောင်းပြတာတွေလှလွန်းလို့ဒုတိလောဟိဘဟုတ်စနောတဲ့လောကမှာရှိတဲ့လူအများစုတွေဟာမဆောင်စည်းကြတဲ့သီလမဲ့တဲ့လူတွေကြီးများတယ်တဲ့ကဲဟင်ဒီကမာကြီးများကိုယ့်ရဲ့နှုတ်ကိုမဆောင်တဲ့လူကိုယ့်ရဲ့လက်ကိုမဆောင်တဲ့လူတွေပဲများတဲ့ဟုတ်လားဒါကြောင့်ဘဝဆိုတာစူးကြားမှာတီးရတဲ့ဘူးသီးလိုပဲတခါတလေဟိုလိုလုပ်လဲအပြစ်မလွတ်ဒီလိုလုပ်လဲအပြစ်မလွတ်ဟုတ်လားအဲ့ဒီတော့ကံပြောခြင်းရပြောပါစေလို့ဒီလိုထားရမယ့်အခြေအနေမျိုးတွေအများကြီးရှိလာတယ်နော်တခါယူမိုက်များဒါကြောင့်ကိုမကောင်းတာတွေပြောပြီးအပြစ်တွေပြောလာပြီဆိုရင်မဟုတ်ရင်ဘာလုပ်ရမလဲသီးခံရမယ်ဟုတ်ရင်တော့ဘာလုပ်ရမလဲပြင်ရပါမယ်ပြင်ရမယ်ဒါကမကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ဟုတ်လားမှန်ပါကဲကိုနားတဲ့ကိုကောင်းတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လေရောက်လာဦးမှာပဲဟုတ်လားကိုမျက်နှိုးတဲ့လူတွေချစ်တဲ့လူတွေရှိမှာပဲလေကိုကလည်းပဲကောင်းတဲ့လောက်လည်းကောင်းမှာပဲလေအဲ့ဒီလိုကိုရဲ့ကောင်းတာတွေကိုလည်းပြောလိမ့်မယ်အဲ့ဒါတွေကလည်းကိုယ်ရာပြောတာရှိမယ်ရှေ့တင်ပြောတာရှိမယ်ဟုတ်လားအဲ့ဒီကောင်းတာတွေကလည်းဟုတ်တာလည်းရှိခြင်းရှိမယ်မဟုတ်ဘဲနဲ့မြောက်ပြီးတော့ပြောတာလည်းရှိခြင်းရှိမယ်ဘယ်လိုပဲပြောကောင်းတာတွေပြောပြီးဆိုရင်တော့အဲ့ဒီစကားသံနောက်ကိုရှင်မှုပြီးတော့လိုက်မသွားဖို့လိုတယ်ဟင်ဒီကမကြီးများမကောင်းတာတွေကိုမဟုတ်ဘဲနဲ့မြောက်ပြောတာဆိုရင်တော့နားကိုထောင်းမနေနဲ့ဒါပေမဲ့လူတွေကလည်းခက်တော့ခက်ကြီးဗျာကောင်းတာပြောရင်တော့မဟုတ်လည်းပဲနားအရသာခံပြီးတော့နေတာပဲဒါကြောင့်မို့လို့အဲ့ဒီနီလန်းကြီးကဘယ်တော့မှတိမ်ခေါ်မှမဟုတ်ဘူးမြောက်တာလူတိုင်းကြိုက်တာပေါ့ဆိုတာတကယ်လဲကြိုက်တယ်ဦးဇင်းတို့လည်းကြိုက်တယ်ဒကာကြီးဒကာမကြီးများလည်းကြိုက်တယ်ဒါကတော့ဦးဇင်းကသဘောတူလားလို့ကိုမေးမနေတော့ဘူးတေချာပေါက်ကိုသိတယ်မြောက်တာမကြိုက်တဲ့လူတယောက်မှမရှိဘူးလို့ကိုပြောလိုက်ခြင်းသေးတယ်ပုထုဇဉ်တွေထဲမှာဆိုရင်တော့မှန်ပါဟုတ်လားဒါကြောင့်ကိုကောင်းတာကိုပြောတယ်ဆိုရင်မဟုတ်ရင်တော့မဟုတ်ဘူးလို့ပြောလိုက်ပါဒါကြီးကိုအရသာခံမနေပါနဲ့ဟုတ်လားကိုကောင်းတာကိုဟုတ်နေအောင်တောင်မှရင့်မှုပြီးတော့မနေပါနဲ့ဟုတ်လားအေးဒါကကိုနဲ့တိုက်ရိုက်ပတ်သက်တဲ့ကောင်းမကောင်းစကားတွေဟုတ်လားစကားတွေက2မျိုးပဲရှိတာနော်ကိုအကြောင်းကကောင်းတာရဲ့မကောင်းတာရဲ့အဲ့ဒါကိုလည်းပဲနောက်ထပ်ပြီးတော့ခွဲလိုက်ပါဦးကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်၄မျိုးဖြစ်သွားပြီဗျမကောင်းတာကလည်းဟုတ်တာလည်းပါမယ်မဟုတ်တာလည်းပါမယ်အဲ့ဒီကောင်းမကောင်းဟုတ်မဟုတ်ဆိုတာတွေကိုရှေ့တင်ပြောတာရှိမယ်ကိုယ်ရာပြောတာရှိမယ်ဟောစကားတွေကိုအများကြီးပြသွားတယ်နော်ကဲဒါကကိုယ်နဲ့ပတ်သက်တဲ့ဓာတ်ရဲ့အကြောင်းပေါ့နောက်ကိုယ်နဲ့သိမ့်မပတ်သက်ဖဲနဲ့ကဲစကားတွေကြံသေးတယ်ဗျာဒကမကြီးများအချိန်လည်းနည်းနည်းကြံသေးတယ်ပြောဦးမယ်နော်ကိုယ်နဲ့မပတ်သက်တဲ့အကြောင်းတွေဟုတ်လားဟင်မရည်တွက်နိုင်တော့အောင်များတယ်အနုပညာနဲ့ပတ်သက်လို့အာကစားနဲ့ပတ်သက်လို့နိုင်ငံရေးနဲ့ပတ်သက်လို့တဘာဝဘေးဒဏ်တွေနဲ့ပတ်သက်လို့ဟင်ဒကမကြီးများကြားနေတာတွေမရှိဘူးလားရှိတယ်စကားတွေမှအများကြီးကြားနေတာနော်အဲ့တော့အဲ့ဒီစကားတွေတဲကိုလည်းပဲတူရာခွဲကြည့်ရနော်ကိုယ်နဲ့မပတ်သက်တဲ့တိတ်မပတ်သက်တဲ့စကားကိုအကြောင်းမဟုတ်တာပေါ့လေအဲ့ဒါဘာလဲဆိုတော့ကိုအကြောင်းလို့လည်းပြောမယ်ဆိုတော့ပြောလို့ရတာပေါ့လေဟိုတရားနဲ့ပတ်သက်ရင်တော့ကိုအကြောင်းလို့လည်းပြောလို့ရတာပေါ့ဟုတ်လားအေးထားပါတော့ကိုကောင်းကြောင်းမကောင်းကြောင်းဆိုတာနဲ့မပတ်သက်တဲ့အကြောင်းတွေကိုခွဲမယ်ဆိုရင်လည်း2မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အနှစ်မရှိတဲ့စကားတွေအနှစ်ရှိတဲ့စကား2မျိုးရှိတယ်ဟင်ဒကမကြီးများမှန်ပါဗျာအနှစ်မရှိတဲ့စကားတွေကြားနေရတယ်တခါတရံကြတော့လေအနှစ်ရှိတဲ့စကားတွေကြားရတယ်အနှစ်မရှိတဲ့စကားတွေကိုနားမထောင်ပြဖို့ကြိုးစားပါဘာပြုလို့လဲဆိုတော့ဦးဇင်းတို့လူရင်းပဲပြောမယ်အနှစ်မရှိတဲ့စကားတွေတန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်မိရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေတာသိကြတယ်တန်ဖိုးမရှိတဲ့စိတ်ကူးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတယ်တန်ဖိုးမရှိတဲ့စိတ်တွေတန်ဖိုးမရှိတဲ့အတွေးတွေဖြစ်နေရင်အဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေတာသိကြလားမှန်ပါဒီစိတ်ကလေးဒီအတွေးလေးနဲ့လူလုံနေရတာအတွေးကတန်ဖိုးမရှိဘူးစိတ်ကတန်ဖိုးမရှိဘူးဆိုအဲ့ဒီအချိန်မှာတန်ဖိုးမရှိတဲ့လူတစ်ယောက်ပေါ့ဗျာမှန်ပါဟုတ်လားမှန်ပါဗျာဒါကြောင့်တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်နေတဲ့အချိန်မှာငါဒီတန်ဖိုးမရှိတဲ့အတွေးတွေတန်ဖိုးမရှိတဲ့စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်
တန်ဖိုးမရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဘဝဟာတန်ဖိုးရှိတယ်အချိန်ဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့အချိန်တွေတန်ဖိုးရှိတဲ့ဘဝတွေခွန်အားတွေကိုတန်ဖိုးမရှိတဲ့အဖြစ်နဲ့ငါဖြုံးပြီးပြစ်နေတာပဲလို့ထိတ်လန့်တဲ့သဘောရှိရမယ်မြင့်မြတ်တာတွေလုံနိုင်ခွင့်ရှိနေတာကိုနှိမ့်ကြတာတွေကိုလုံနေတယ်အဲ့တော့တန်ဖိုးမရှိတဲ့စကားတွေကိုနားထောင်လို့အကျိုးဆုပ်ယုတ်တာတွေအများကြီးရှိပါတယ်ဗျာစကားနောက်လိုက်သွားပြီးတော့တခါတည်းတချို့များလိုက်ပြီးတော့ဖြည့်ရှင်းပြီးအထိမိုက်ကြတာတွေရှိတယ်နော်မှန်ပါဗျာအဲ့တော့ဦးဇင်းတို့တန်ဖိုးမရှိတဲ့စကားနဲ့ပတ်သက်ပြီးတော့အจิตတဝန်ကြီးမပြောချင်ဘူးဟုတ်လားအမြစ်ကစဖြတ်လိုက်မယ်နားမထောင်ဖြစ်အောင်ကြိုးစားပါနားထောင်ဖြစ်သွားရင်တော့အကျဲမငိမ့်ပွယ်တွေဓာခုတ်ရလက်ရှူဟုတ်လားနော်ဓာခုတ်ရလက်ရှူမိတတ်တယ်နော်စကားတွေနားထောင်ပြီးတော့ကိုယ်နဲ့ဘာမှဆိုင်ကြမဆိုင်သူများအမှုတွေတဲ့ဝင်ပါတချို့ဆိုရင်သင်္ဃာရှင်းရဒီစကားဟိုပို့ဟိုစကားဒီပို့ဟာကိုကကြားထဲကနေပြီးတော့ဟိုလူကမတရားတာဒီလူကမတရားတာကို့မယ်ရှုပ်ရှက်ကိုခတ်နေတာပဲဒီကမာကြီးများကို့အလုံးနဲ့စားဝတ်နေရေးတွေနဲ့ကို့ဘဝခန္ဓာရေးတွေနဲ့ရှုပ်ရတဲ့ကြားထဲဒီအနှစ်မရှိတဲ့စကားတွေကိုဖြေရှင်းနေရတဲ့အရှုပ်တွေကထပ်ပြီးတော့ညားနေသေးတယ်အဲ့တော့တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဘဝမှာလေးလေးနက်နက်ဖြစ်ခြင်းနဲ့ဆိုရင်တန်ဖိုးမရှိတဲ့စကားတွေဟာငါရဲ့ဘဝကိုတဖြည်းဖြည်းနဲ့လှိုက်စားနေတာလို့သဘောပေါက်ပြီးတော့တတ်နိုင်သမျှနားမထောင်ဖြစ်ဖို့ကြိုးစားဟုတ်ရဲ့လားမှန်ပါနောက်တန်ဖိုးရှိတဲ့စကားဒါကြတော့ရှားဖွေပြီးတော့ကိုနားထောင်ရမယ်မှန်ပါတန်ဖိုးရှိတဲ့စကားတဲ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မေဂိယသုတ်တံကိုနည်းနည်းလေးဏိကုံးချုပ်ပြောခြင်းမေဂိယဆိုတဲ့ယဟန်တစ်ပါးရှိတယ်နော်မြတ်စွာဘုရားလက်ထက်ကဘုရားရဲ့အလုတ်အကျွေးယာယီသူဆောင်ရွက်တဲ့ရှင်အနန္ဒာအလုတ်အကျွေးမလုပ်ခင်တုန်းကပေါ့လေအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားနဲ့သွားရင်းနဲ့ဟိုခလန်းလန်းမှာတရက်ဥယျာဉ်ကြီးမှိုင်းညို့ပြီးတော့မြင်တယ်မြင်တော့မြတ်စွာဘုရားတဲ့တပည့်တော်အဲ့ဒီတရက်ဥယျာဉ်ကြီးကိုလည်းမြင်တော့တရားသွားအထုတ်ခြင်းစိတ်တွေအရန်ပေါက်တယ်တပည့်တော်အဲ့ဒီသွားပါရစီအဲ့တော့မြတ်စွာဘုရားကချစ်သားငါဘုရားတပါးတွေနောက်ထပ်အလုတ်အကျွေးယဟန်တပါးလာသည့်အထိစောင့်ဆိုင်ပါအောင်အရှင်ဘုရားတဲ့တပည့်တော်သွားတရားအထုတ်ပါရစီအရှင်ဘုရားကတရားအထုတ်เสียမလိုတော့ဘူးတဲ့ပြီးပြီးသားတပည့်တော်အခုမှပုထုဇဉ်ပဲရှိသေးတယ်ဒါကြောင့်တပည့်တော်ကိုခွင့်လွှတ်တော်မူပါဟောအဲ့ဒါလိုတောင်လျှောက်တာနော်အဲ့တော့မြတ်စွာဘုရားက၃ချိန်တားတယ်မရဘူး။ဂိုင်းတရားအထုတ်ခြင်းလို့သွားတယ်ဆိုတော့ငါပဲတားလို့ဖြစ်တော့မှာပေါ့။သွားလေဆိုတော့ဘုရားရဲ့တပိတ်သင်္ကန်းကိုအဲ့ဒီနာအသာချထားခဲ့ပြီးတော့သွားတာဗျာ။တရားအထုတ်ခြင်းလွန်းတဲ့စိတ်နော်။အဲ့ဒါကလည်းသူကအဲ့ဒီနေရာနဲ့သူနဲ့ကဓာတ်ခိုက်နေတာ။အဲ့ဒီတရေဥယျာဉ်ကြီးကတစ်ချိန်လုံးကသူကရှင်မင်းဖြစ်ပြီးတော့ဌိနန်းဆိုးဆန်ခဲ့တဲ့နေရာကြီးတဲ့။ဒါသူမသိပါဘူး။ဘဝလောကဆိုတာသိဆန်းကျယ်တယ်ဗျနော်အဲ့ဒါနဲ့အဲ့ဒီနေရာလေးရောက်ရောသူကအဲ့ဒီတရေဥယျာဉ်ကြီးရဲ့အလေကြောက်ဖြာကြီးပေါ်မှာထိုင်ပြီးတော့မေတရားနှလုံးတွေကျင့်သုံးပြီးတော့ပီတိတွေဖြစ်နေလိုက်တာဩတိတ်ဆိတ်လို့အေးချမ်းလိုက်တာအယောင်နောက်ကျလိုက်တာအဲ့ဒါလိုဖြစ်တယ်ခဏလေးနေရောအဲ့ဒီပီတိတွေအဲ့ဒီတရားသဘောတွေဘယ်ရောက်တော့မှမသိဘာတွေဖြစ်လာတော့ဆိုတော့ကာမဝိတ္တဖြာပါဒဝိတ္တဝိဟိန္ဒဝိတ္တတွေတစ်ခုပြီးတစ်ခုဝင်နေတော့တာပဲတဲ့အဲ့ဒါနဲ့သူချွေးတွေတောင်ပြန်လာတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူတရားချပြီးတော့သူ့ကိုယ်သူစဉ်းစားတယ်။အော်အံ့ဩစရာကောင်းလိုက်တာ။ငါယုံကြည်မှုနဲ့ယဟန်ဘဝကိုရောက်ခဲ့တာ။ငါတကယ်မြင့်မြတ်တဲ့စိတ်နဲ့ဒီနေရာမှာမြင့်မြတ်တဲ့အလုပ်ကိုလုံမွေရှုပြီးတော့လာခဲ့တာ။ဘယ်နဲ့ကြောင့်ဒီဝိတ္တဆိုးတွေဝင်နေပါလဲ။ဖေလို့ကိုမရဘူးဖြစ်နေတာ။အဲ့ဒါသူရှင်မင်းဘဝကဖြစ်ခဲ့တဲ့အကြံတွေကအခုချိန်မှာလိုက်ပြီးတော့ဓာတ်ခိုက်နေတာတဲ့။အဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုသူကြွသွားတယ်။ဟိုကြတော့မြတ်စွာဘုရားကိုလျှောက်တယ်အံ့ဩတယ်ဗျာတပည့်တော်စိတ်ကောင်းနှလုံးကောင်းနဲ့သွားတာရည်ရွယ်ချက်ကောင်းနဲ့သွားတာအတွေးတွေကခြုံနေလိုက်တာမပြောနဲ့တော့စိတ်များထိမ့်ရသိမ့်ရသိခက်တာပဲဗျာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားစိတ်ဆိုတာအင်မတန်လျှက်ပေါ်လော်လီတယ်အင်မတန်တုန်လှုပ်တယ်ဘာဝနာဘက်ကိုတင်လိုက်ပြီဆိုလို့ရှိရင်ရေထဲမှာနေကြငါးကိုကုန်းပေါ်မှာပြစ်တင်လိုက်တော့တစ်ဖြက်ဖြက်တုန်လှုပ်သလိုမျိုးပဲတဲ့ကာမအာယုန်တွေထဲမှာအမြင်နေခဲ့တဲ့စိတ်ကိုစိတ်ငြိမ်ရာတိတ်ဆိတ်ရာလဲတင်လိုက်ရောလုံးဝအိမ်ဒီမရဘူးဖြစ်သွားတယ်တဲ့ဒါကြောင့်တဲ့
လေးသမားဟာသူ့ရဲ့မြားတံကိုမီးအပူပေးပြီးတော့ဖြောင်းတယ်လို့ပညာရှိတဲ့လူဟာကိုယ့်ရဲ့စိတ်ကလေးကိုဖြောင်းမတ်အောင်ပြုတ်ပြီးတော့ရုံးထွက်နိုင်ခဲ့တဲ့ဒီမန်နဲ့ရဲ့လက်ကနေရုံးထွက်နိုင်အောင်ကြိုးစားရမယ်ဒီမန်ရဲ့ကိလေသာမန်ရဲ့လက်ကနေရုံးထွက်နိုင်အောင်ကြိုးစားရမယ်လို့တရားဟောတာအဲ့ဒီမှာတလက်စတယ်မြတ်စွာဘုရားဘာပြောလဲဆိုတော့စေတောဝိမု ക്തി အရဟတမေအရဟတဘိုးလို့ခေါ်ရတယ်စိတ်ရဲ့ကိလေသာကလွတ်မြောက်ခြင်းလို့ဆိုရတယ်စေတောဝိမု ക്തി နော်အဲ့ဒီစေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့တရား၅မျိုးရှိတယ်ပိဋကတရားကနည်းနည်းလေးနဲ့လာတယ်လို့ထင်ရတယ်နော်အရဟတမေအရဟတဘိုးကိုရင့်ကျက်စေတဲ့တရားဘယ်နှပါးရှိတယ်၅ပါးရှိတယ်နံပါတ်1မိတ်ကောင်းဆွေကောင်းတဲ့နော်နံပါတ်2ပါတိမောက္ခတံဝရသီလကိုကျင့်တရားတဲ့ဟုတ်လားနံပါတ်3စကားကောင်းကိုချမ်းချမ်းသာသာလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဟုတ်လားနံပါတ်4မကောင်းတာတွေကရှောင်ဖို့ကြိုးစားတဲ့နေရာမှာကောင်းတာတွေပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိရမယ်တဲ့နံပါတ်5ဖြစ်ချင်းပြည့်ချင်းကိုထွတ်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်ပညာရှိရမယ်တဲ့ဘယ်နှချက်လဲ5ချက်မိကောင်းဆွေကောင်းသီလစကားကောင်းကိုရနိုင်တဲ့အခြေအနေပြီးတော့ဗာလဲဝိရိယပညာအဲ့ဒီမှာမြတ်စွာဘုရားကจิตသားတဲ့နံပါတ်1မိကောင်းဆွေကောင်းဆိုတဲ့အင်္ဂါကိုသာမင်းပြည့်အောင်ဖြည့်မယ်ဆိုရင်သီလလည်းရှိမယ်လို့မျှော်လင့်ရသီလတေချာပေါက်ရှိလိမ့်နော်စကားကောင်းလည်းတေချာပေါက်ကြားရဟုတ်လားဝိရိယလည်းတေချာပေါက်ရှိလိမ့်နော်ပြီးတော့ပညာလည်းတေချာပေါက်ရှိလာလိမ့်အဲ့ဒီတော့မိကောင်းဆွေကောင်းရှိရင်ကြံတဲ့၄ပါးသည်မိကောင်းဆွေကောင်းကိုအမိပြုတ်ပြီးတော့ပြည့်စုံသွားပါလိမ့်မယ်တဲ့အဲ့ဒီသုတ္တံမှာမိကောင်းဆွေကောင်းကိုဦးစားပေးပြီးတော့ပြောတယ်ဒါပေမဲ့ဦးဇင်းတို့ကဒီနေရာမှာပိဋကတ်တို့ကိုစကားနဲ့ပြောနေတာဆိုတော့အဲ့ဒီမြတ်စွာဘုရားဟောထားပုံလေးကိုသဘောကျလွန်းလို့စကားကောင်းကိုလွယ်လွယ်ကူကူရနိုင်တဲ့အခွင့်အရေးရှိရမယ်တဲ့ဒီစကားလေးကိုကြိုက်တယ်တချို့ကောင်းတဲ့စကားကိုလွယ်လွယ်ကူကူမရဘူးခဲခဲရင်ရင်လုပ်ယူမှရတာဟုတ်လားဒီခေတ်ကြီးမှာစကားကောင်းရဖို့လွယ်တယ်ဆိုရင်လည်းဟုတ်တယ်ခက်တယ်ဆိုရင်လည်းဟုတ်တယ်အဲ့တော့စကားကောင်းကိုလွယ်လွယ်ကူကူရဖို့ဆိုတော့စကားကောင်းဆိုတာဘယ်လိုဟာမျိုးလဲအဲ့ဒီမှာမြတ်စွာဘုရားကစကားကောင်းကို10မျိုးလောက်ပြောထားတယ်ပိဋကရေလေးလေးနက်နက်နားထောင်နော်စေတောဝိမု ക്തി ကိုရင့်ကျက်စေတဲ့အင်္ဂါတရက်ဟုတ်ရဲ့လားအဲ့တော့စကားကောင်းကြားနိုင်တဲ့အခွင့်အရေးအဲ့ဒီစကားကောင်းက10မျိုးဟုတ်ရဲ့လားနံပါတ်1အပိစ္ဆကထာပြောကြည့်စမ်းပါဗျာအပိစ္ဆကထာအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကားတဲ့နော်ပြောလိုက်တဲ့စကားကြားလိုက်ရတဲ့စကားကအလိုနည်းမှုနဲ့ဆက်ရှင်တဲ့စကားလောဘနေတဲ့စကားနော်ဦးဇင်းထက်ရှင်းမပြဘူးနော်ပိဋကတ်တို့ဉာဏ်ရှိတယ်နော်ဟာဟိုဟာရခြင်းဒီဟာရခြင်းဟေးကောင်မကြီးဈေးထဲမှာဘာအစ်စ်ပေါ်နေပြန်ပြီတဲ့အဲ့ဒါအလိုနည်းသေးတဲ့စကားလားအဲ့ဒါဘာစကားတော့အလိုကြီးသေးတဲ့စကားသေချာပေါက်ဒုက္ခရောက်တော့မယ်အဲ့ဒါကိုယ့်ကိုမီးလာရှို့တဲ့လူတို့မှတ်လေဟုတ်လားဓမ္မကြီးများဟေးညီကိုဘယ်သူကဘယ်လိုပြောနေတာအဲ့ဒါအလိုနည်းသေးတဲ့စကားလားမဟုတ်ဘူးဒေါသဖြစ်စေတဲ့စကားဟုတ်လားအဲ့တော့နံပါတ်1အပိစ္ဆကထာအလိုနည်းစေတဲ့စကားနံပါတ်2တွတ်တွတ်လေးသွားအောင်ဗျာအချိန်သိမ့်မရှိတော့ဘူးဟုတ်လားနံပါတ်2တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားတဲ့ဟုတ်လားဒါရလည်းအာမရနိုင်ဟိုဟာရလည်းအာမရနိုင်တခါတည်းရကျင်မှုတွေရဲ့ဆန္ဒတွေကိုပဲလိုက်ဖြည့်ဆည်းနေရတာနဲ့အဖို့တန်တဲ့အလုပ်တွေကိုလုပ်ဖို့အချိန်တွေကကုန်သွားရောနော်ဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားကိုကြားကိုကြားတဲ့ဒီခေတ်ကြီးမှာသိမရှိဘူးနော်တိုးတက်အောင်လုပ်ရမယ်တိုးတက်အောင်လုပ်ရမယ်လို့ကြွေးကြော်ပြီးတော့အတင်းပဲတိုးတက်ခိုင်းနေတာဒီကလူရှာထွက်နေတာသူတို့သိကိုမသိဘူးဟင်ဒီကမကြီးများမှန်ပါသိသိချာချာစဉ်းစားနော်မြတ်စွာဘုရားရဲ့သာသနာတော်ကအဓိကပစ္စည်းဥစ္စာတွေပေါ်များဖို့ညွှန်ပြတာလားငြိမ်းချမ်းမှုအစစ်ရအောင်ညွှန်ပြတာလားအေးတစ်ချိန်တည်းပဲစီးပွားဥစ္စာကိုလည်းဘယ်လိုတရားပေါင်းအတွင်းကရှာရတယ်ဆိုတာကိုလည်းမပြောဘူးမဟုတ်ပါဘူးပြောပါတယ်သို့တော့တကယ်လူရင်းကပါလေငြိမ်းချမ်းမှုရဖို့ဘဝတန်တရားကလွတ်ဖို့တန်တရားထဲမှာကြီးပွားဖို့ရည်ရွယ်ချက်နဲ့ဘုရားတရားဟောတာမဟုတ်
နော်ဖရာတရားတော်အားလုံးတို့ရဲ့ရည်ရွယ်ချက်ဒီတန်လျာကလွတ်ဖို့ဟုတ်ရဲ့လားအေးဒါကြောင့်တန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားဒီခေတ်ကြီးမှာအင်မတန်ရှားသွားပြီလို့ထင်တယ်တိုးတက်ဖို့ကြီးပွားဖို့လူချင်းတူဖို့ပခုံးချင်းရှင်နိုင်ဖို့ရှင်ကြပေါ့ဟုတ်တာတခါကြီးမိုင်းများဒီလိုပဲဦးဇင်းကတော့ပြောလိုက်ခြင်းတယ်နော်တန်တုဋ္ဌိကထာပြီးတော့ဗာလဲနှစ်ခုရှိသွားပြီနော်အေးပြီးတော့ဗာတော့ဆိုတော့ဝိဝေကကထာတဲ့စိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားတယောက်တည်းနေရတာကောင်းတယ်တစိတ်တည်းနေရတာကောင်းတယ်ဟုတ်လားဒါဥစဉ်ဟိုဘက်ကဥပရိဝိဝေကမပြောတော့ဘူးဥပရိဝိဝေကဆိုတာနိဗ္ဗာန်ကိုပြောတာနော်အဲ့ဒါလို့အေးအေးချမ်းချမ်းတယောက်တည်းနေရတာသိကောင်းတာပဲဆိုတဲ့စကားမျိုးလေးတွေမကြမကြာကြားရမယ်အများနဲ့နေရတာသိဆင်းရဲတာပဲဆိုတာမျိုးကြားရမယ်နော်တာရာရဏေဝိဟဉ္ဉန္တိပေါင်းတင်ဆက်ဆံရတာအင်မတန်ပင်ပန်းနေလက်ခံလာတဲ့ကမကြီးများအပေါင်းအသင်းတယောက်ရှိရင်တယောက်စာပင်ပန်းတယ်နှစ်ယောက်ရှိရင်နှစ်ယောက်စာပင်ပန်းတယ်ဟုတ်ရဲ့လားမိကောင်းဆွေကောင်းဆိုတာကအဓိပ္ပာယ်တစ်မျိုးနော်တခါကြီးမိုက်များအေးတာရာရဏေဝိဟဉ္ဉန္တိဒါကြောင့်ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်သက်တကားနောက်အတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားတဲ့လူရှုပ်ရှုပ်ရှိတဲ့နေရာဆိုသိသွားချင်တာပဲဟုတ်လားအဲ့တော့အတန်တက္ကကထာဖြစ်နိုင်မှာလားမဖြစ်နိုင်ဘူးကိုနားလည်းငါပါလိုက်ချင်တယ်ဒီနားလည်းငါပါလိုက်ချင်တယ်ပွဲလန်းတစ်ခုခုလို့ငါ့ကိုမဖိတ်ဘူးဆိုရင်စိတ်ထဲမှာမခံစားနိုင်ဘူးအဲ့ဒါဘာဖြစ်တာလဲယောနှောချင်တာဆက်ရှက်ချင်တာတရားနဲ့ဝေးတယ်ဆိုတဲ့လက္ခဏာဟုတ်လားတရားဆိုတာမရောရရင်ပြီးရောအဲ့ဒီသဘောမျိုးသဘောပေါက်တယ်နော်အတန်တက္ကကထာယောနှောဆက်ရှင်မှုမရှိတဲ့စကားနော်ပြီးတော့ဗာလဲဝိရိယရမ္ပကထာအကုသိုလ်တွေပယ်ဖို့ကုသိုလ်တွေပြည့်စုံဖို့ကြိုးစားမှုနဲ့ဆက်တဲ့စကားဘယ်နှခွန်းရှိသွားပြီတော့၅ခွန်းရှိသွားပြီပြန်ပြောမယ်မှတ်မိအောင်အပိရှကထာအလိုနည်းမှုနဲ့ဆက်တဲ့စကားအတန်တုဋ္ဌိကထာရောင်ရဲမှုနဲ့ဆက်တဲ့စကားပြီးတော့ဝိဝေကကထာစိတ်ငြိမ်မှုနဲ့ဆက်တဲ့စကားအတန်တက္ကကထာမယောနှောမှုနဲ့ဆက်တဲ့စကားဝိရိယရမ္မကထာလုံလဝရိယနဲ့ဆက်ရှင်တဲ့စကားနောက်၅ပါးကသီလကထာသမာဓိကထာကြားဘူးတယ်နော်သီလကထာသမာဓိကထာပညာကထာသီလသမာဓိပညာဝိမု ക്തി ကထာဝိမု ക്തി ဉာဏတတနာကထာဝိမု ക്തി ဆိုတာမဲ့ဉာဏ်ကိုပြောတာဝိမု ക്തി ဉာဏတတနာဆိုတာပိစဝေခဏဉာဏ်ကိုပြောတာမဲ့ဉာဏ်ဘုံဉာဏ်ရပြီးတော့ကိုရတဲ့မဲ့ဉာဏ်ဘုံဉာဏ်ကိုဆင်ခြင်နေဟုတ်လားပြီးတော့ကုံတဲ့ကိလေသာကြံတဲ့ကိလေသာတွေကိုဆင်ခြင်နေအဲ့လိုပေါ့နော်အဲ့ဒါပိစဝေခဏဉာဏ်ပေါ့နော်အေးအဲ့ဒီလိုသီလသမာဓိပညာဝိမု ക്തി ဉာဏတတနာဆိုတဲ့ကထာ၅ပါးနဲ့စောစောကကထာ၅ပါးပေါင်းလိုက်တော့စကား10ခွန်းအဲ့ဒါဒီကောင်းသောစကားတဲ့ဟုတ်ရဲ့လားမှန်ပါဗျာအဲ့ဒီလိုစကားကောင်းကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာရနိုင်တဲ့အခွင့်အရေးရှိရမယ်အဲ့ဒီလိုစကားမျိုးကိုကြိုးစားပြီးတော့နားထောင်ရမယ်ဟုတ်လားဒါကြောင့်ဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲဆိုတဲ့တရားရဲ့ဒုတိယပိုင်းအချိန်ကစေ့သွားပြီတနာရီခွဲကို2မိနစ်တောင်ကျော်သွားပြီနော်ဒီတရားကမမျှော်လင့်မဲနဲ့ရှည်သွားတယ်ပေးသက်ကလည်းစိတ်ဝင်စားတဲ့အမူအရာတွေအပြည့်ပြလို့နဲ့ဒူပါရဲ့ဟင်းဒီကမကြီးများဟုတ်လားဒီဒါကြောင့်ဒီကနေ့တရားရဲ့နောက်ပိုင်းဗါတဲ့လေဘယ်လိုစကားကိုဘယ်လိုနားထောင်မှလဲအပြည့်ပြောလာတယ်ဆိုရင်တော့ဟုတ်ရင်ပြင်လိုက်ပါမဟုတ်ရင်ဒီခံပါကောင်းတာတွေပြောမယ်ဆိုရင်တော့မဟုတ်ရင်တားမြစ်လိုက်ပါဟုတ်တယ်ဆိုရင်တော့ရင်မှုမနေပါနဲ့ဟုတ်လားအနှစ်မရှိတဲ့စကားတွေဆိုရင်တော့ကြိုးစားပြီးတော့နားမထောင်ပါနဲ့ဟုတ်လားအဖို့တန်တဲ့အချိန်လေးကုန်သွားလို့ဟုတ်လားအနှစ်ရှိတဲ့စကားဆိုရင်တော့လွယ်လွယ်ကူကူရအောင်ဖန်တီးပါအနှစ်ရှိတဲ့စကားတွေဘာတွေလဲဆိုတာဦးဇင်းတို့ပြောပြီးပါပြီဟုတ်လားဆက်ပြောမယ်ဆိုရင်လည်းပြောလို့ရသေးတယ်ဟုတ်လားသို့တော့ဦးဇင်းတို့ရဲ့တရားအတိုင်းခုဟောခဲ့ပြီနော်မှန်သောစကားကောင်းသောစကားပင်ဖြစ်စေကမူစကားတွေကိုသဘောကျတဲ့လူပင်ဖြစ်စေကမူအရှိလေးမြဲမပြောဆိုရတဲ့အများကြီးတောင်ရှိသွားပြီတရားကကိုတရားကိုမလိုက်နာသလိုဖြစ်နေတယ်ဟင်ဒီကမကြီးများတဏှာကြီးပဲဟောမလို့ဟာအခု3မိနစ်ကျော်သွားပြီနော်ဒါကြောင့်ဒကာကြီးဒီမကြီးများဒီကနေ့တရားကဗါတဲ့တော့စကားတို့ဤအစွမ်းတဲ့ကောင်းနိုင်စွမ်းဆိုးနိုင်စွမ်းအကြီးအကျယ်ရှိနေတဲ့ဒီစကားတွေကိုဘယ်လိုပြောမှလဲဘ
ဘယ်လိုနားထောင်မှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေတတ်တို့ကိုဦးဇင်းတို့ပြောပြပါပြီဟုတ်လားဒါကြောင့်အကျိုးရှိအောင်ပြောနိုင်ကြပါစေအကျိုးရှိအောင်နားထောင်တတ်ကြပါစေဟုတ်ရလားအေးဦးဇင်းတို့9 မိနစ်ခန့်မြတရားနှလုံးကျင့်သုံးပြီးတော့မေတ္တာပို့ပြီးတော့ဆုံးသတ်မယ်နော်အလုံးတက္ကကြီးတွေကတင်မလေးခွေထိုင်တက္ကမကြီးတွေကကျုံကျုံထိုင်မိမိတို့အာထုံနေကြနေရှိတယ်ဆိုရင်လည်းကြိုက်တဲ့နေနဲ့အာထုံနိုင်ပါတယ်ဦးဇင်းတို့တိုက်တွန်းတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းကြိုးစားကြည့်ပါမိမိတို့ရဲ့စိတ်ကိုနှာသီးပြားကိုအာရုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်လေလေးဝင်တိုင်းနှာသီးပြားတနေရာကိုထိခိုက်ပုတ်